လောကမှာရှိတဲ့လူတွေနေ့စဉ်ရှားနေကြတဲ့ဥစ္စာရဲ့အည်အသွေးဘုရားမြတ်စွာကရှာဖို့တိုက်တွန်းတဲ့မြတ်သောဥစ္စာရဲ့အည်အသွေးဒီအည်ချင်းနှစ်ရပ်အည်သွေးနှစ်ရပ်ကိုတည်တည်ချာချာနိုင်ရှင်ပြီးတော့လေ့လာမယ်ဆိုလို့ရှိရင်အလွန်ကွာခြားတဲ့အည်သွေးတွေကိုတွေ့ရမှာပါမေတ္တာစိတ်ဖြူစင်စွာဖြင့်တရားဒေသနာတော်ကိုနာယူကြပါစို့သို့တော်လည်းလောကလူသားတွေဟာနေစဉ်နဲ့အမျှစီးပွားဥစ္စာရှာကြရတယ်မရှာရဘူးဆိုလိုတာတော့မဟုတ်ဘူးထိုစီးပွားဥစ္စာရဲ့အကျိုးပြုမှုသည်အလွန်တမတူတောင်းတယ်ဒီလိုဆိုရထားတဲ့စီးပွားဥစ္စာကလူလောကမှာအကျိုးပြုတာအမတန်မှတူတောင်းလူအသက်ကလည်းအမတန်မှတူတောင်းသည့်အတွက်ကြောင့်တူတောင်းတဲ့တခဏလေးအတွင်းမှာသာထိုပစ္စည်းဥစ္စာကကိုယ်အကျိုးပြုနိုင်တယ်အကျိုးပြုတဲ့အခါမှာလည်းပဲထာဝရအကျိုးပြုသလားလို့ဆိုတော့တစ်ဖက်ကအကျိုးပြုသလိုထာဝရလည်းအကျိုးမပြုနိုင်တာတွေတွေ့ရတယ်ထိုပစ္စည်းဥစ္စာကိုအကြောင်းပြုပြီးတော့ဆင်းရဲဒုက္ခရောက်ကြရတာတွေအများကြီးရှိပစ္စည်းဥစ္စာရွှေငွေယတနာတွေအလွန်တရာများလို့ချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်တယောက်ဟာချမ်းသာကြွယ်ဝမှုကိုအကြောင်းပြုပြီးတော့လောကမှာချမ်းချမ်းသာသာနေနိုင်တယ်ဆိုပေမဲ့လို့ပစ္စည်းဥစ္စာအကြောင်းပြုပြီးတော့ဒုက္ခရောက်တဲ့လူတွေလည်းအများများစွာရှိတယ်။ဒါတော့ဘယ်သူမှမငြင်းနိုင်တဲ့ကိစ္စတစ်ခု။အဲ့တော့လောကမှာပဂတိဥစ္စာတွေကရှာသာရှာရတယ်။ကောင်းတဲ့အကျိုးကြီးပေးတာမဟုတ်ဘူးမကောင်းတဲ့အကျိုးလည်းပေးတယ်လို့ဒီလိုပြောရမှာပေါ့။ပဂတိဥစ္စာတွေကဘာတွေနဲ့ဆက်နွယ်နေသလဲလို့ဆိုရင်အဂိတာတာရဏဘောဂတဲ့လောကမှာပဂတိဥစ္စာတွေကအဖြက်မီးနဲ့လည်းဆက်သွယ်နေတယ်မီးလောင်လို့ရှိရင်လည်းကုန်မြန်တာပဲလို့ဒီလိုဆိုတာမဟုတ်မီးဖြက်ရင်လည်းပြတ်သွားတယ်ဥဒကတာတာရဏဘောဂရေဖြက်လို့ရှိရင်လည်းထိုပစ္စည်းကပြတ်သွားတယ်ထို့တူပဲရာဇတာတာရဏဘောဂတိုင်းပြည်အုပ်ချုပ်တဲ့မင်းတွေကသိမ်းယူလို့ရှိရင်လည်းထိုပစ္စည်းကကုန်သွားတယ်သောရတာတာရဏဘောဂပစ္စည်းကိုလိုချင်တဲ့ပုဂ္ဂိုလ်တွေတခိုးတဝက်တွေတိုက်ခိုက်လူယူသွားလို့ရှိရင်လည်းထိုပစ္စည်းဟာပျက်စီးသွားပြန်တယ်အပိယဒါယာဒတာတာရဏဘောဂတဲ့ကိုယ်အိမ်မှာမွေးထားလို့သားတွေသမီးတွေကအကျင့်စာရိတ္တယူရင်းပြပြပြီးထိုပစ္စည်းဥစ္စာကိုသုံးဖြုံတဲ့မချစ်မနစ်တဲ့သားဆိုသမီးဆိုပါလာလို့ရှိရင်လည်းထိုပစ္စည်းမျိုးတွေကကုန်မြန်တာပဲဘလောက်ပဲပင်ပင်ပန်းပန်းရှာထားထားထိုပစ္စည်းတွေဟာတမျိုးမျိုးနဲ့ပျက်စီးသွားတတ်တာဖြစ်သောကြောင့်ထိုပစ္စည်းရဲ့ခိုင်မာမှုဆိုတာအလွန်တရာအားနည်းတယ်လို့ဒီလိုပြောအောင်ပဂတိပစ္စည်းထို့တူပဲထိုပစ္စည်းကိုသုံးနိုင်တဲ့သုံးဆွဲခွင့်ရတဲ့ထိုပစ္စည်းရဲ့အကျိုးကျေးဇူးကိုခံစားရတဲ့အချိန်ပိုင်းလေးရတယ်အမှန်တမ်းနည်းတက်တန်းနဲ့တွက်ကြည့်မယ်ဆိုရင်အလွန်နည်းတဲ့အချိန်ပိုင်းလေးမှာပစ္စည်းဥစ္စာမရှိလည်းမဖြစ်ဘူးရှိလာပြန်တော့လည်းပဲအချိန်ပိုင်းလေးနဲ့ပဲထိုပစ္စည်းကိုသုံးဆွဲကြရတယ်အလုံးတနေ့ကျတော့မိမိတို့ပိုင်ဆိုင်တဲ့ပစ္စည်းတွေကုန်ထားပြီးသွားကြရတယ်လွန်ခဲ့တဲ့နှစ်ပေါင်း200ကျော်က100ကျော်200နီးပါးမန္တလေးမြို့ကြီးတည်သွားတဲ့မင်းတို့မင်းကြီးဆိုအခုမရှိဘူးလေသူဆောက်လုပ်ပြီးစိုးစံသွားတဲ့နန်းတော်ကြီးနေရာတွေအကုန်ထားသွားဒါကသက်သေပြသမိုင်းကသက်သေထူတယ်ဆိုတာလိုပဲလောကမှာမန္တလေးမြို့တော်သူမြို့တော်သားတွေဒီအရမှာနေသွားကြတဲ့ပုဂ္ဂိုလ်တွေညောင်များစွာရှိတယ်သို့တော့ဒီမြေတွေဒီပစ္စည်းတွေထားခဲ့ကြတယ်အဲ့တော့ဒီပစ္စည်းဥစ္စာတေချာပြန်ပြီးတော့တွေးကြည့်မယ်ဆိုလို့ရှိရင်ခိုင်မာမှုမရှိတယ်လို့ရှိကြမှုလည်းမရှိဘူးတဲ့ပစ္စည်းဥစ္စာကိုအကြောင်းပြုပြီးတော့ဒုက္ခခံစားရတာရှိတယ်လို့
စ္စည်းဥစ္စာကိုအကြောင်းပြုပြီးတော့လည်းဒုက္ခရောက်တာတွေအများကြီးမရှိတောင်းတရှိကြောင်းကြလို့ဆိုတဲ့အတိုင်းရှိထားတဲ့ပစ္စည်းပေါ်မှာလည်းပဲစိုးရိမ်ပူပန်စိတ်တွေနဲ့အမြဲရှိတောကကိုပေးတတ်သေးတယ်ဒီပစ္စည်းကဒါကြောင့်မို့လို့မြတ်သောပစ္စည်းလို့မြတ်သောဥစ္စာလို့မဆိုနိုင်ဘူးတဲ့ကဲမြတ်စွာဘုရားကရှားဝေစုဆောင်မှုတိုက်တွန်းတဲ့ပစ္စည်းဥစ္စာတွေကဘာလဲဘုရားဘာသာဝင်သူတော်စင်တွေသိကြတယ်သူတော်ဥစ္စာ9ဖြာဒါလည်းပဲဥစ္စာဒနာနဲ့အကြီးအသေးချင်းသွားပြီးတော့တူတယ်အဲ့ဒီသူတော်ဥစ္စာ9ဖြာမြတ်သောဥစ္စာဆိုတာဘာတွေလဲလို့ဆိုရင်နံပါတ်1ကတတ္တာတဲ့တရားနဲ့အရတ်ထဲမှာပြောနေကြတယ်တတ္တာတရားဆိုတာမိမိတို့ရဲ့စိတ်တဏ္ဍာမှာဖြစ်တဲ့အတွက်ကြောင့်ဘယ်လိုသဘာဝတရားလဲဆိုတာကိုလေ့လာဖို့မိမိတဏ္ဍာမှာတရားဖြစ်လို့ရှိရင်စိတ်အခြေအနေဘယ်လိုရှိတယ်လဲဒီလိုလေ့လာရမယ်လောကမှာတော့လူတွေကပြောကြတယ်လူတွေတန်းတယ်ဆိုရင်တရားသိကောင်းတာပဲနဲ့ပြောကြတယ်နော်အဲ့ဒီတတ္တာဆိုတာဘာကိုပြောတာတော့ဆိုတော့ယုံကြည်ချက်အင်္ဂလိပ်လိုတော့ faith လို့လည်းပြန်တယ် confidence လို့လည်းပြန်တယ်ယုံကြည်ချက်ကိုတတ္တာလို့ခေါ်တယ်ဘာတွေယုံကြည်တာတုံးလို့မေးလိုက်ယုံကြည်မှုဆိုတာလည်းလောကမှာအများကြီးဟိုလူပြောလို့ယုံတာဒီလူကပြောလို့ယုံတာဟိုသတင်းယုံဒီသတင်းယုံတာတွေအများကြီးရှိဒီနေရာမှာယုံကြည်ချက်ဆိုတာဘာကိုယုံကြည်ချက်လို့ပြောရမလဲလို့ဆိုရင်ကံဤအကျိုးယုံကြည်ရနံပါတ်1ကကောင်းတာလုပ်ရင်ကောင်းတဲ့အကျိုးရတယ်မကောင်းတာလုပ်ရင်မကောင်းတဲ့အကျိုးရတယ်ဆိုတဲ့ကောင်းကံမကောင်းကံဆိုတာလောကမှာရှိတယ်ထိုကံရဲ့အကျိုးတရားလည်းရှိတယ်လို့ဒီလိုယုံကြည်တာဟာတတ္တာနောက်တစ်ခုကဗုဒ္ဓဘာသာဝင်သူတော်စင်တို့အနေနဲ့မြတ်စွာဘုရားရဲ့ဉာဏ်တော်အည်အသွေးနဲ့ပတ်သက်ပြီးယုံကြည်တယ်ဘုရားဆိုတာအလုံးကိုသိတဏှာဝကထွတ်မြောက်ကြောင်းတရားကိုဟောနိုင်နိဗ္ဗာန်ရှိတယ်ဆိုတာကိုဟောကြားနိုင်မြတ်စွာဘုရားနဲ့ပတ်သက်ပြီးတော့ဘုရားရဲ့အည်အသွေးကိုယုံကြည်တာဟာလေတတ္တာလို့ခေါ်တယ်နောက်တစ်ခုမြတ်စွာဘုရားဟောထားတဲ့တရားဟာတို့တွေလက်တွေ့ကျင့်မယ်ဆိုလို့ရှိရင်ထိုတရားသည်ကျင့်သုံးတဲ့ပုဂ္ဂိုလ်ဆိုင်ရာအကျိုးကျေးဇူးတွေကိုပေးနိုင်တယ်လို့ဒီလိုယုံကြည်တန်ဃာတွေနဲ့ပတ်သက်လာလို့ရှိရင်ထိုတန်ဃာတွေမှာလှူလိုက်တန်းလိုက်ရလို့ရှိရင်အနည်းငယ်မြတ်သောလှူတော်လည်းပဲမြောက်များသောအကျိုးကိုတို့ရနိုင်တယ်လို့ဒီလိုယုံကြည်တာမျိုးအဲ့တော့ဘုရားတရားတန်ခါယရဏသုံးပါးကိုယုံကြည်တာဒါကိုတတ္ထာလို့ဒီလိုခေါ်တယ်ကဲတတ္ထာဖြစ်လာလို့ရှိရင်ဘယ်လိုဖြစ်မိမိတို့စိတ်ထဲမှာတတ္ထာဖြစ်လာယုံတယ်ဆိုတာကတစ်ခုကြည်တယ်ဆိုတာကတစ်ခုဒီလိုမှယုံတယ်ဆိုတာလက်ခံတာလက်ခံတဲ့သဘောဒီသဘာဝတရားတွေကိုလက်ခံထားလက်ခံထားသလိုကြည်တယ်ဆိုတာဘာတော့ဆိုလို့ရှိရင်တတ္တတရားလေးဖြစ်ပေါ်လာပြီဆိုလို့ရှိရင်စိတ်ထဲမှာညှဉ်းနှောက်နေတာတွေမရှိဘူးဘာနဲ့အလားတရံတူတော့ဆိုလို့ရှိရင်ရှေးခေတ်တုန်းကစัจ जा မင်းကြီးဆိုတာရှိအဲ့ဒီစัจ जा မင်းကြီးကခရီးသွားတဲ့အခါမှာရေကြီးတော်ဆက်တာဖို့သူ့နောက်ကလူတွေပြောတော့ခုခေတ်လိုလဲရေတံဘူးတွေပါလေဆောင်းသွားနိုင်တာမဟုတ်ဘူးလေသူခေတ်ကရေကြီးတော်ဆက်တာပါလို့ဆိုတော့စัจ जा မင်းကြီးရေကြီးတော်လိုတဲ့နေရာကလည်းပဲရေတွေကနောက်နေအဲ့ဒီနောက်နေတဲ့ရေစัจ जा မင်းကရေတောက်ချင်တယ်ဆိုတော့ခွက်နဲ့ခတ်ပြီးတော့စัจ जा မင်းကြီးမှာပါလာတဲ့ဗရမ ्या ယတနာလေးကိုအဲ့ဒီရေထဲမှာထည့်လိုက်မယ်ဆိုလို့ရှိရင်ဗရမ ्या ရဲ့စွမ်းအားကြောင့်ရေထဲမှာရှိတဲ့အနောက်တွေဟာအားလုံးထိုင်သွားပြီးရေကြည်ရေသန့်ကိုရပါတယ်တဲ့
ခုခေတ်ရေသန်းဆက်လို့ဘလောက်ကောင်းတော့နော်အဲ့ဒီစัจ जा မင်းကြီးရဲ့ဗရမ ्या ယရနာသည်ရေနောက်မြူနီတွေကိုချီစေတတ်တယ်ဗရမ ्या ယရနာလေးထဲလိုက်ထားနေပဲရေဟာချီသွားတယ်လို့ဟောတရားတရားလေးဟာဗရမ ्या ယရနာနဲ့တူတယ်တဲ့ဟောဒီတရားတရားစိတ်ထဲမှာပေါ်လာတာနဲ့တပြိုင်နက်လူရဲ့အစိတ်မှာကြည်သွားတယ်ဆိုတာဘာတွေဖြစ်လို့ကြည်သွားတာတော့ဆိုတော့အတ္တတလိနိထက္ကရာမှာဆိုထားတာကတတ္တဥပ္ပိသမာနာနိဝရဏေဝိခံပေတိကိလေသေတဏ္ဏိတိတာပေတိစိတ်တံပတိတတိတတ္တယုံကြည်မှုဆိုတဲ့တရားတရားသည်ဥပ္ပိသမာနာစိတ်ထဲမှာဖြစ်ပေါ်လာတဲ့အခါကာလမှာနိဝရဏေနိဝရဏတရားတို့ကိုဝိခံပေတိဖယ်ရှားနိုင်တော့၏စိတ်ရဲ့အညစ်အကြေးဆိုတာရှိတယ်ခန္ဓာကိုယ်မှာခန္ဓာကိုယ်ရဲ့ရုပ်ခန္ဓာကြီးမှာရုပ်ခန္ဓာရဲ့အညစ်အကြေးဆိုတာလူတိုင်းသိတယ်နော်ရုပ်ခန္ဓာကိုယ်ကြီးညစ်ကြေးနေလို့ရှိရင်ဘာလို့ရလဲရေမိုးချိုးဖိလိမ်ရုပ်ခန္ဓာတန်ရှင်းအောင်လုပ်ကြထို့တူရဲ့စိတ်ထဲမှာလည်းပဲအညစ်အကြေးဆိုတာရှိတယ်ရုပ်ကိုပေသွားလို့ရှိရင်တော့လူတိုင်းကသိတယ်စိတ်ညစ်ထေးသွားတာကိုတော့လူတိုင်းကသတိမထားမိကြဘူးစိတ်မှလည်းပဲအဲ့ဒီလိုညစ်ပေသွားတာမျိုးရှိတတ်တယ်ဘာတွေကစိတ်ကိုညစ်ပေစေတယ်လဲလို့ဆိုလို့ရှိရင်ဓမ္မအလင်းရောင်ဓမ္မအသိဉာဏ်ရဖို့ရနဲ့ပတ်သက်လာလို့ရှိရင်တဲ့စိတ်ကိုညစ်ထေးသွားစေတတ်တဲ့အရာတွေကဘာတွေတော့ဆိုကာမိသန္တာကာမဆိုတာsensual pleasure သန္တာဆိုတာ desire for sensual pleasure လို့ဒီလိုဆိုတာပြောခြင်းစရာအာယုန်တွေလိုခြင်းစရာအာယုန်တွေပေါ်မှာစိတ်ဝင်စားပြီးတော့လိုခြင်းသန္တာဖြစ်နေတာလိုခြင်းစရာအာယုန်တွေနှစ်သက်စရာအာယုန်တွေဆိုတာဘာလို့ဆိုရင်မျက်စိနဲ့မြင်ရလို့လိုခြင်းစရာအာယုံနားနဲ့ကြားရတဲ့လိုခြင်းစရာအာယုံနှာခေါင်းနဲ့နမ်းရှူရတဲ့လိုခြင်းစရာအာယုံလျှာနဲ့အရသာခံရတဲ့လိုခြင်းစရာအာယုံခန္ဓာကိုယ်နဲ့ထိတွေ့လို့ရတဲ့လိုခြင်းစရာအာယုံဒါတွေကိုကာမဂုဏလိုခြင်းစရာကောင်းပြီးစိတ်ကိုနှောင်ဖွဲ့ထားလို့ကာမဂုဏ်လို့ဒီလိုခေါ်တာကာမဆိုတာလိုချင်စရာကောင်းတယ်ခုနဆိုတာအနှောင်အဖွဲကြီးတမန်နဲ့ယုံထွက်ပြီးတော့မသွားနိုင်မျက်စိကလှတာပါတာကြည့်ခြင်းနဲ့နားကလည်းตาရတဲ့အနံ့နားထောင်ခြင်းနဲ့နှာခေါင်းကလည်းမွေးကြိုင်တဲ့အနံ့ကိုရှုခြင်းနဲ့ဆိုတာတမန်နဲ့ဖယ်ရှားပြစ်နိုင်စွမ်းမရှိဘူးတဲ့အဲ့ဒီကာမိသန္တာလို့ဆိုတဲ့လိုချင်စရာအာယုန်ဒီပေါ်မှာစိတ်ဆန္ဒပြင်းပြနေတဲ့ပုဂ္ဂိုလ်တယောက်ရဲ့စိတ်ဟာကြီးနေတာမျိုးမဖြစ်ဘူးလို့ဆိုလောဘတွေလွှမ်းမိုးနေသည့်အတွက်ကြောင့်ထိုပုဂ္ဂိုလ်သည်တရားဓုတရားမြတ်အဲ့ဒီချိန်မှာမရနိုင်ဘူးထူးခြားတဲ့အသိဉာဏ်သူ့ရဲ့စိတ်မှာမပေါ်နိုင်ဘူးဒါကြောင့်မို့ဒီတရားကိုနိဝရဏလို့ခေါ်တယ်နိဝရဏဆိုတာ mental hindranceစိတ်ရဲ့အဟံတာအတားအဆီးတွေဘာကိုတားဆီးတာလဲဆိုရင်ကုသိုလ်စိတ်မဖြစ်အောင်စုပ်ပိတ်တားဆီးတတ်တဲ့သဘာဝတရားတစ်မျိုးစဉ်းစားကြည့်လေအပျော်ပါအာယုံကိုလိုက်စားနေတဲ့ပုဂ္ဂိုလ်တယောက်ဟာဘယ်လိုလုပ်ပြီးတော့ဓမ္မအသိဉာဏ်တစ်ခုရနိုင်မလို့မရနိုင်ဘူးအေးဒါကြောင့်မို့လို့ကာမိသန္တာဆိုတဲ့သဘာဝတရားစိတ်ထဲမှာအဟံအတာဖြစ်လာဒီကာမိသန္တာကိုဖယ်ရှားပြစ်နိုင်တာဘယ်သူကဖယ်ရှားပြစ်နိုင်လို့ဆိုတော့ဟောဒီတတ္ထာဆိုတာဖယ်ရှားပြစ်နိုင်တယ်တတ္ထာဆိုတဲ့တရားလေးပေါ်လာလိုက်တာနဲ့တပြိုင်နက်ဟောဒီကာမိသန္တာဆိုတဲ့ပြောစရာအာယုန်ဒီပေါ်မှာစိတ်ဝင်စားနေတာပျောက်သွားတယ်ဒါကြောင့်မို့လို့ပြောစရာအာယုန်နဲ့မပြောတဲ့ဘဲနဲ့ဒီကနေ့တရားနာမယ်ဆိုတဲ့ဓမ္မအသိဉာဏ်တွေရအောင်လုပ်မယ်စိတ်ဝင်စားမှုကတစ်မျိုးပြောင်းသွားဒါတတ္ထာရဲ့စွမ်းအားလို့ခေါ်တယ်ထို့တူပဲ ဗျာပါဒဆိုတာစိတ်ထဲမှာအလိုမကျဖြစ်
လူတွေကကိုလိုချင်တာကိုရလို့ရှိရင်ကာမိသန္တာလောဘဖြစ်တယ်လိုချင်တာမရဘူးဆိုလို့ရှိရင်အလိုမကျဒေါသဖြစ်တယ်အဲ့ဒီဒေါသဟာလည်းပဲကုသိုလ်တရားတွေကိုစုပ်ပိတ်တတ်တဲ့သဘာဝတရားဖြစ်လို့သူ့ကိုနိဝရဏလို့ခေါ်ဒါကလည်းပဲဒီဒေါသအလိုမကျဖြစ်နေတဲ့ပုဂ္ဂိုလ်တယောက်ရဲ့စိတ်ဟာညှဉ်းနှွမ်းနေသည့်အတွက်ကြောင့်ဘယ်လို့မှထူးခြားတဲ့အသိဉာဏ်တစ်ခုရနိုင်ဖို့ရမရှိဘူးတဲ့ကုသိုလ်စိတ်လည်းမပေါ်ဘူးဒါကိုတရားတရားလေးဖြစ်လာပြီဆိုလို့ရှိရင်အဲ့ဒါလို့အလိုမကျတာတွေလည်းအကုန်လုံးပျောက်သွားတယ်ဟောတရားတရားဝင်လာပြီဆိုရင်စိတ်ကလေးဟာအဲ့ဒီအနောက်တွေဖယ်ပြီးတော့ခြီသွားတယ်လို့တို့တို့ဆိုတာထို့တူပဲထိနာမိတ်တာတဲ့စိတ်အားတွေလျော့လာတယ်စိတ်မဝင်စားဘူးကောင်းတဲ့အလုပ်တွေလုပ်ရမှာစိတ်ဝင်စားဘူးတရားနာဖို့စိတ်ဝင်စားဘူးတရားအထုတ်ဖို့စိတ်ဝင်စားဘူးသီလဆောက်တည်ဖို့စိတ်မဝင်စားဘူးဒီလိုဖြစ်လာတတ်တယ်ရမရတာအဲ့ဒီစိတ်တွေမှာတွန်းဆုတ်လာတဲ့သဘောတရားဟာလည်းပဲအတိညာဏ်ကိုအနှောက်အယှက်ပေးတတ်တယ်ဘယ်လိုနည်းနဲ့မှဓမ္မဉာဏ်မရနိုင်ဘူးတဲ့နောက်တစ်ခုကဥဒိစ္စခုက္ကုစဥဒိစ္စခုက္ကုစစိတ်တွေလေးနေတာစိတ်တည်ငြိမ်မှုမရှိဘဲနဲ့စိတ်တွေကလေးနေတာဥဒိစ္စခုက္ကုစဆိုတာတစ်စုံတစ်ခုအတွက်နောင်တပူပန်းနေတဲ့သဘောတရားတဲ့ဟောအဲ့ဒီသဘောနှမျိုးဖြစ်နေလို့ရှိရင်လည်းစိတ်ဟာခြေလင်တာမဖြစ်သည့်အတွက်ကြောင့်အတိညာဏ်ကိုစုပ်ပိတ်ထားတယ်လို့ဖြစ်တယ်နောက်တစ်ခုကဝိသိကိစ္စတန်တရားဖြစ်နေတာတန်တရားဖြစ်ဆိုတရားဓမ္မနဲ့ပတ်သက်တဲ့တန်တရားဖရာနဲ့ပတ်သက်တဲ့တန်တရားအကျင့်နဲ့ပတ်သက်တဲ့တန်တရားဆိုတဲ့ဒီတန်တရားတွေဝင်နေလို့ရှိရင်လည်းအတိညာဏ်ရဖို့အတွက်မဖြစ်နိုင်ဘူးတဲ့အေးတထာစွမ်းအားမိမိတို့စိတ်ထဲမှာပေါ်လာလိုက်ပြီဆိုတာနဲ့တပြိုင်နက်အဲ့ဒီအခြေအနေတွေအကုန်ပြောက်သွားတယ်ဒါကိုပြောတာတတ္တဆိုတဲ့တရားသည်ဥပိ္ပဇာမာနာမိမိတို့တဏ္ဍာမှာဖြစ်ပေါ်လာတဲ့အခါကာလမှာနိဝရဏနိဝရဏတရားတို့ကိုဝိခံပေတိဖယ်ရှား၍ပြစ်နိုင်လေတော့၏ကိလေသာစိတ်အငြိကျေးလို့ဆိုတဲ့ကိလေသာတွေကိုတဏှိတိတာပေတိနစ်မြုပ်ငြိမ်ဝတ်သွားစေနိုင်တရားတရားလေးပေါ်လာလို့ရှိရင်အဲ့ဒီစိတ်ကူးစိတ်တန်းတွေစိတ်ရဲ့အညစ်အကြေးတွေအကုန်လုံးပြောင်းပြီးတော့ဘာတွေဖြစ်လာလဲပတ္တနေနာစိတ်တေနာတတ္တာဖြင့်ကြီးနေတဲ့စိတ်ရှိစိတ်ဓာတ်ဖြင့်ကုလဗုဒ္ဓမျိုးကောင်းသားမျိုးကောင်းသမီးဒါနံဒေတိအတုပေးဤသီလံသမာဓိယတိသီလဆောက်တည်ဤဘာဝနာတရားကိုအာရဝတိအာထုတ်ဤဟောတရားတရားလေးဖြစ်လာလို့ရှိရင်ခုနပြောတဲ့အာယုန်ဒီပေါ်မှာမျောလင့်တောင်းတတာတွေတခုမှမထားတော့ဘဲနဲ့လူချင်းတဲ့စိတ်တွေပေါ်လာတယ်သီလဆောက်တည်ခြင်းတဲ့စိတ်တွေပေါ်လာတယ်ကုသိုလ်ကောင်းမှုလုပ်ဖို့စိတ်တွေစိတ်ဝင်စားလာစန္ဒတရားတွေကြီးထွားလာဒီလိုဆိုတာနော်တတ္တစွမ်းအားကနေဖယ်ရှားပြစ်လိုက်သည့်အတွက်ကြောင့်လူရဲ့စိတ်ဘုန်းကြီးတို့တရားချစ်ခင်သူတော်စင်ပြိဿတို့ကိုပြန်ပြီးတော့ check in လုပ်ကြည့်mental check up ပေါ့လူတွေက medical check up တော့လုပ်ကြတယ်လေဆေးရုံတွေသွားပြီးတော့ medical check up လုပ်တယ်ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ mental check up ကလေးလည်းလုပ်ပေးရမယ်ကိုယ်စိတ်လေးငါစိတ်မှာဒီအငြိအကျေးတွေရှိသလားဆိုတာကိုယ့်ကို mental check up လုပ်ဖို့ကောင်းအဲ့လိုလုပ်လိုက်တဲ့အခါကျတော့ကြည့်တရားတရားလေးဖြစ်လာတဲ့အခါတရားတရားမဖြစ်ခင်ကအချိန်နဲ့တရားတရားဖြစ်လာတဲ့အချိန်အလွန်ကွာခြားတရားတရားဖြစ်လာပြီဆိုလို့ရှိရင်အေးလူဖို့တန်းဖို့စိတ်ကူးလာတယ်သီလဆောက်တည်ဖို့စိတ်ကူးလာတယ်တရားနာဖို့စိတ်ကူးလာတယ်တရားကျင့်ဖို့စိတ်ကူးလာတယ်စိတ်ဝင်စားတရားတရားဝင်လာလို့စိတ်ကြီးလာတာနဲ့တပြိုင်နက်ဟုတ်လားအိမ်မှာရှိတဲ့ဘုရားကမှာရှုပ်နေသလားဖျားပန်းနေနွမ်းနေသလားရေချမ်းတော်တွေမှာရှိရလားမိချုံးဖို့များလိုသလားစသဖြင့်မြတ်စွာဘုရားရဲ့ဖျားကန်းကိုကြည့်လာတရားတရားဝင်လာပြီဆိုတာနဲ့စပြီးဖျားကန်းကြည့်လာပြီးတော့တန်ရှင်းလုပ်တယ်ရေလူတယ်ပန်းလူတယ်ဟောတရားတရားဝင်လာ
အကယ်၍တရားတရားမဝင်ဘူးဆိုလို့ချင်းလက်တော်မကြည့်ဘူးတူတယ်နော်ဒီတစ်ဘက်စိတ်တွေဝင်စားပြီးတော့ကုသိုလ်ကောင်းမှုပဲစိတ်ဝင်တရားတရားဖြစ်လာတဲ့အချိန်နဲ့မဖြစ်တဲ့အချိန်ဟာအလုံးကွာခြားပါတယ်အဲ့ဒါကိုကြည့်မယ်ဆိုရင်ဩငါတဏ္ဍာမှာတရားတရားတွေဖြစ်လာပြီလို့ဒီလိုမှဒီတဏ္ဍာဆိုတဲ့ဥစ္စာအမတန်မှအရေးပါတယ်တဲ့ဘာဖြစ်လို့လဲဆိုတော့ဘုန်းကြီးတို့စာပေကျမ်းဂန်မှာတဏ္ဍာကိုလက်နဲ့နှိုင်းရှင်ထားတယ်လောကမှာလူတွေဟာပေးเสียရှိလဲလက်ပါရယူเสียရှိလဲလက်ပါရလက်မရှိလို့ရှိရင်ယူလို့လည်းမရဘူးလမ်းမှာယရနာတွေတွေ့တော့လည်းလက်မပါရင်မကောက်ယူနိုင်တယ်လို့ပဲတတ္ထာဆိုတဲ့လက်ကလေးမှမရှိဘူးဆိုလို့ရှိရင်ဒါနလည်းမလုပ်ဖြစ်ဘူးသီလလည်းမဆောက်တည်ဖြစ်ဘူးဘာဝနာဆိုတဲ့ကုသိုလ်ယရနာကိုလည်းရအောင်မယူနိုင်ဘူးလို့ဒီလိုဆိုလိုတာနော်ဒါကြောင့်မို့လို့တတ္ထာဆိုတဲ့ဒီတရားဟာလက်နဲ့အလားတရတူတယ်တရားလက်ရှိတဲ့ပုဂ္ဂိုလ်လှူဖို့တန်းဖို့အစဉ်သင်းဖြစ်တယ်ပေးဖို့ကမ်းဖို့အစဉ်သင်းဖြစ်တယ်တရားလက်ရှိနေတဲ့ပုဂ္ဂိုလ်တယောက်တရားအထုတ်ဖို့လည်းအစဉ်သင်းဖြစ်တယ်တရားနာဖို့လည်းအစဉ်သင်းကောင်းတာတွေလုပ်ဖို့အတွက်တရားလက်ရှိတဲ့ပုဂ္ဂိုလ်ဟာအားလုံးကိုအစဉ်သင်းဖြစ်တယ်နောက်တစ်ခုကတရားကိုဗာနဲ့ဥပမာပေးထားတယ်တရားဟာမျိုးစေ့နဲ့အလားတူတူတယ်ဘယ်လိုတူတော့မျိုးစေ့လေးကတဲ့တပြိုင်နဲ့အလုံးနှလုံးကိုလှုပ်တယ်ကဲဘုန်းကြီးတို့တရားချက်ခင်သူတော်စင်ပြိဿတို့စဉ်းစားကြည့်မျိုးစေ့လေးကအလုံးနှလုံးလှုပ်တယ်ဆိုတာဘာပြောတာတော့မျိုးစေ့လေးတစ်စိကိုဆိုပါစို့တရက်စီလေးကိုမြေထဲမှာချပြီးတော့စိုက်လိုက်မယ်ဆိုရင်အဲ့ဒီမျိုးစေ့ကအလုံးနှစ်ခုလှုပ်တယ်ဘာလို့ဆိုရင်အောက်ကိုအမြင့်သက်ဆင်းခြင်းဆိုတာဟောဒီအစေကဖြစ်တာအပေါ်မှာအညွန့်အညောက်ကလေးတက်လာခြင်းဆိုတာလေတစ်ခုအောက်ကိုအမြင့်ဆင်းတာကတစ်ခုအပေါ်ကိုအညွန့်တက်လာတာကတစ်ခုဟောဒီနှစ်ခုလှုပ်တယ်ဒါမျိုးစေ့ကဖြစ်တဲ့အလှုပ်တစ်ခုအေထို့တူပဲတရားတရားဆိုတာလေမျိုးစေ့နဲ့အလားတရတူတယ်တဲ့တရားတရားရှိလာပြီဆိုလို့ရှိရင်ကိုချင်းတရားလည်းကောင်းလာအဲ့ဒီပုံကိုချင်းတရားအမြင့်နဲ့အလားတရတူတယ်အဲ့ဒီကိုချင်းတရားဘက်ကလည်းပဲကောင်းလာတယ်ကိုချင်းတရားကောင်းရုံနဲ့မကဘူးသမထကျင့်စဉ်တို့ဘာဝနာဝိပဿနာကျင့်စဉ်တို့ဆိုတာတွေလည်းပဲကျင့်လာတယ်တရားတရားကောင်းလာဩသီလဆိုတဲ့အမြင့်ကလေးဆင်းလာပြီးတော့သမထဝိပဿနာဘာဝနာဆိုတဲ့အညွန့်လေးတွေတက်လာတာတရားတရားကြောင့်ဖြစ်တာတဲ့ဒါကြောင့်တတ္ထာဟာမျိုးစေ့နဲ့အလားတန်တူပါတယ်လို့စာပေကျမ်းဂန်မှာနားလည်အောင်ဒီလိုထုတ်ဖို့ဟောထားနော်အေးတတ္ထတရားဆိုတာတတ္ထတရားရဲ့တန်ဖိုးကိုလူတွေတဲ့နတ်တွေကပိုသိတယ်ဘာဖြစ်လို့လူတွေတဲ့နတ်တွေကပိုသိတုံးဆိုတော့လူပြည်လူလောကမှာတော့စီးပွားဥစ္စာကြိုးစားပြီးတော့ရှာကြကိုယ့်ရဲ့လုံလဝိရိယကြောင့်စီးပွားဥစ္စာတွေတိုးတက်ကြတယ်ဆိုတော့ကံကံရဲ့အကျိုးတတ္ထာရဲ့စွမ်းအားကိုသိပြီးတော့မသိကြဟောနတ်တွေကြတော့ကံကံရဲ့အကျိုးပိုးပြီးတော့သိဘာဖြစ်လို့သူတို့ကလောက်ကင်စားရတဲ့ဘဝမဟုတ်ဘူးကံပေးသမျှနဲ့ကျင့်တတ်ကြတဲ့ဘဝဆိုတော့အရာရာဟာကံပေါ်မှာမူတည်နေကံမရှိလို့ရှိရင်ဘာမှမရဘူးသူတို့စီမှာဘလောက်လှုပ်ချင်လို့မှမရဘူးเนาะလူပြည်မှာလို့ရောင်းဝယ်လုပ်လို့ရတာမဟုတ်ဘူးရွှေဆိုင်တို့ဘာလို့ဖွင့်လို့ရတာမဟုတ်ဘူးနတ်ပြည်မှာအဲ့တော့သူကံပေးတာလေးတယ်ပဲသူကနတ်ပြည်မှာဒီလိုအေးနတ်ပြည်ကနတ်တွေကဘလို့ကြောင့်သိတယ်လို့ပြောရတော့ဆိုရင်နတ်တွေဟာလူနဲ့မတူဖြစ်ပေါ်လာတဲ့ဘဝတစ်ခုသူတို့ရဲ့နတ်တတန်းတစ်လျှောက်လုံးမှာဝတ်ထားတဲ့အဝတ်လည်းဘယ်တော့မှဖော့ရတာမရှိဘူးပန်ထားတဲ့ပန်းလေးတွေကလည်းဘယ်တော့မှနွမ်းသွားတာမရှိဘူးနတ်တွေဟိုပူလို့အဲ့လိုချွေးထွက်တာဆိုတာလည်းမရှိဘူးနတ်ခန္ဓာကိုအမြဲတမ်းတန့်စင်တန့်ပြန့်နေတာအဲ့တော့နတ်ပြည်မှာပေါင်တာတို့လည်းလိုမှမထင်ဘူးရေမွေးတို့လည်းလိုမှမထင်ဘူးเนาะတဘာဝကိုကတန့်ပြန့်နေတယ်သို့တော့နတ်တရားဟာကံကုံတော့မယ်ဆိုရင်ဘာဖြစ်လဲဝတ်ထားတဲ့အဝတ်တွေနွမ်းလာတယ်ပန်ထားတဲ့ပန်းလေးကလည်းညှိုးလာက
ခန္ဓာကိုယ်ကလည်းခါတိုင်းလို့စိုးစိုးပြွပြွမဖြစ်ဘူးနည်းနည်းမွဲချောက်ချောက်ကလေးဖြစ်လာဂျိုင်းကြားကလည်းချွေးလေးတွေပါလေးတွေစိုးလာတယ်ဒါကသူကဆိုင်းပြတာလို့ခေါ်တယ်ဆိုင်းပြလာလို့ရှိရင်တော့အဲ့တော့ medical check ကသွားလုပ်မနေနဲ့တော့မရတော့နော်အဲ့ဒီနတ်ဟာဘာလို့ရအောင်ဆိုမိတ်ဆွေတငယ်ချင်းတွေကအဲ့ဒီလိုအခြေအနေတွေပေါ်လာတဲ့နတ်ကိုနန္ဒုဥယျာဉ်ကြီးနဲ့ဆွဲခေါ်သွားပြီးတော့စကားသုံးခုနဲ့မှာကြတယ်အေးမင်းဘာမှမစိုးရိမ်နဲ့ဒီဘဝကတည်သွားလို့ရှိရင်အကောင်းဆုံးဘုံကိုရောက်အောင်သွားအကောင်းဆုံးဘုံကိုရောက်အောင်သွားတဲ့အကောင်းဆုံးဘုံရောက်တဲ့အခါကျတော့အကောင်းဆုံးလတ်လတ်ပါကိုရောက်အောင်ယူအဲ့ဒီရထားတဲ့လတ်လတ်ပါကိုခိုင်မာအောင်ကြိုးစားဒီစကားသုံးခုကိုသူတို့ပြောလိုက်အဲ့ဒီစကားသုံးခုရဲ့အဓိပ္ပာယ်ကဘာလို့ဆိုတော့အကောင်းဆုံးဘုံကိုရောက်အောင်သွားဆိုတာလူပြေကိုသွားလို့ပြောတာအကောင်းဆုံးလတ်လတ်ပါကိုရအောင်ယူဆိုတာတတ္ထာတရားကိုပြောတာအဲ့ဒီရထားတဲ့တရားတရားကိုခိုင်မာအောင်လုပ်တာကိုအဲ့ဒါရထားတာကိုခိုင်မာအောင်လုပ်ပါလို့ဒီလိုပြောတာဟောဒီနတ်တွေကနတ်သားတယောက်နတ်သမီးတယောက်စုတွေ့တော့မယ်ဆိုရင်ဥယျာဉ်နဲ့ခေါ်ပြီးတော့အဲ့ဒီသုံးခွန်းသောစကားကိုမှားကြားလိုက်တယ်လို့ဆိုအဲ့တော့တရားစွမ်းအားရဲ့တန်ဖိုးကိုသူတို့ကသိသိလူပြေရဲ့တန်ဖိုးကိုသိခုခေတ်တော့လူတွေကတော့မလုပ်ကြတော့ဆိုတော့နိုင်ငံခြားထွက်ပြီးတော့အလုပ်လုပ်ကြတာပေါ့ဗျာနိုင်ငံခြားကိုသူကတိလို့ထင်နေကြတာဟုတ်နော်နိုင်ငံခြားကရတာလေးတွေယူလာဒီလိုနဲ့ခုခေတ်ကတော့တစ်မျိုးပေါ့အဲ့တော့နတ်တွေကတော့မဟုတ်လူပြေကိုသိတ္တံမိုးထားတယ်ဘာဖြစ်လို့လူပြေမှာဖျားရှိတယ်တရားရှိတယ်ကုသိုလ်ကောင်းမှုတွေလုပ်ဖျားတရားတန်ခါယရဏသုံးပါးရှိသည့်အတွက်ကြောင့်လူပြေမှာကုသိုလ်ဥစ္စာတွေညောင်များစွာရဖို့ရလူပြေမှာရှိတာတဲ့နတ်ပြေမှာအခွင့်အလမ်းသိမ့်မသာဘူးသီလဆောက်တည်ဖို့လည်းသိမ့်မလွယ်ဘူးဆွန်ကတ်ခြင်းဆွန်ကြွေးခြင်းကြောင်းဆောက်ခြင်းလို့လည်းမရဘူးနတ်ပြေမှာဟုတ်ကဲ့လားလူပြေမှာကကုသိုလ်ကောင်းမှုတွေကအကုန်လုံးနိုင်တယ်ဒါကြောင့်မို့လူပြေကိုသူတို့ကဒုက္ခတိဘုံလို့သတ်မှတ်တယ်လူပြေမှာကုသိုလ်ကောင်းမှုများများလှုပ်လာတဲ့ပုဂ္ဂိုလ်တယောက်ဒီနတ်ပြေရောက်တဲ့အခါကျတော့ဒီပြင်နတ်သားတွေနတ်သမီးတွေပို့ပြီးတော့ထူးခြားပြီးစိတ်စဉ်ဥစ္စာကတောက်ပြောင်မှုရှိတယ်ဒါကြောင့်မို့လို့လူပြေကိုသွားချင်းသွားရင်ဘယ်မှမသွားနဲ့လူပြေသွားလူပြေမှာတရားတရားရှိပြီဆိုလို့ရှိရင်ဒုတရားစွမ်းအားကိုအသုံးပြုပြီးတော့ကုသိုလ်တွေများများလုပ်ပြီးတဲ့အခါကျတော့ဒုနတ်ပြေကိုပြန်လာခဲ့လို့ဒီလိုပြောတာနော်လူပြေကလူတွေကတော့လူဘဝသိကြတယ်ထင်တာကိုတွေ့ကြည့်ပါလားတာဝရိန္ဒနတ်ပြေကလူပြေမှာနှစ်ပေါင်း100မှာတာဝရိန္ဒနတ်ပြေမှာတရက်ရှိသေးတာတဲ့အခုဘုန်းကြီးတို့တွေဟာဘယ်တာဝရိန္ဒတရက်တောင်မရှိသေးဘူးเนาะနိုင်ပိုင်းရှိသေးတယ်ဒါကိုကြာလာပြီဒီကလူတွေအိုးကုန်ပြီเนาะဟိုမှာတရက်တောင်မရှိသေးဘူးအဲ့ဒီလိုရက်ပေါင်းနဲ့တွက်ထားတဲ့လူပြည်နဲ့တွက်မယ်ဆိုရင်နှစ်ပေါင်းမြောင်များစွာအသက်ရှိတာဝရိန္ဒနတ်ပြည်နဲ့တွက်မယ်ဆိုရင်အနှစ်1000သက်ရှိတဲ့အနှစ်1000ဆိုဒီမှာလူပြည်ကအနှစ်1000မဟုတ်ဘူးလူပြည်မှာအနှစ်100ကိုတရက်ယူထားတယ်နှုံးနဲ့တွက်ထားတယ်အနှစ်1000အဲ့ဒါလိုနတ်ပြည်မျိုးကိုဘာနဲ့ရနိုင်တာလို့ဆိုလို့ရှိရင်အခုပြောတဲ့တရားနဲ့ရနိုင်တယ်စိတ်နဲ့လည်းဝယ်လို့မရဘူးရွှေနဲ့လည်းဝယ်လို့မရဘူးနော်လောကီဥစ္စာတွေပေးလို့မရဘူးတဲ့တတ္ထာဆိုတဲ့ဥစ္စာချမ်းသာပြီဆိုလို့ရှိရင်အဲ့ဒါလိုနတ်ပြည်မျိုးနဲ့ရနိုင်တယ်လို့ပြောဒါကြောင့်မို့လို့ဒီဥစ္စာခုနကလောကမှာရှိတဲ့ပိုက်ဆံတွေလည်းပဲတွက်ကြည့်မယ်ဆိုလို့ရှိရင်တော့ဟုတ်လားသူ့ရဲ့နိုင်ငံအသီးသီးမှာရှိတဲ့ငွေကြီးဌာနတွေရဲ့တန်ဖိုးတွေမတူဘူးမို့လားကြောက်ဆိုလို့ရှိရင်လည်းလမ်းခင်းတဲ့ကြောက်နဲ့ဗရမများကြောက်နဲ့မတူဘူးမို့လားတန်ဖိုးတွေကွာခြားတယ်အဲ့ဒီလိုတန်ဖိုးကွာခြားတယ်လို့ပဲလောကီဥစ္စာနဲ့ဟောဒီတတ္ထာဆိုတဲ့လောကုတ္တရာဥစ္စာပဂတိဥစ္စာနဲ့တတ္ထာဆိုတဲ့သူတော်ကောင်းဥစ္စာဒီနှစ်ခုရဲ့တန်ဖိုးဟာသိကွာလွန်အားကြီးတယ်
လမ်းဘေးကကြောက်ဟာကားကြီးနဲ့4-50စီးတိုက်4-50စီးတိုက်တဲ့တန်ဖိုးဟာဒီစိန်ကလေးတစ်လုံးရဲ့တန်ဖိုးနဲ့ဆက်ကြည့်လိုက်လို့ရှိရင်အများကြီးကွာနေပြန်နော်မတူဘူးတန်ဖိုးချင်းတအားကွာတယ်အေးဒါကြောင့်မို့လို့လောကီဥစ္စာတွေနဲ့အခုလိုမိမိတို့ရဲ့ရင်ထဲနှလုံးထဲမှာဖြစ်တဲ့အခုလိုပြောတဲ့တတ္ထာလို့ဆိုတဲ့ဥစ္စာမျိုးနဲ့အလွန်ကွာတယ်ဒါကြောင့်မြတ်စွာဘုရားကမြတ်သောဥစ္စာစုဆောင်းပါလို့ပြောတာလောကီဥစ္စာတွေစုဆောင်းပြီးလို့ရှင်ထိုဥစ္စာတွေကအသုံးမတတ်လို့ရှင်ဘာဖြစ်သေးတယ်ဆိုတော့ဟနန္တိဘောဂဒုံမေဒါနောသပါရကဝေတိနောဒုံမေဒါအသိပညာမရှိတဲ့ပုဂ္ဂိုလ်တွေကိုဘောဂစည်းစိမ်ဥစ္စာတွေကဟနန္တိဖြစ်စည်းတတ်ကြတယ်ပစ္စည်းဥစ္စာချမ်းသာလို့လူပျက်စီးသွားတာတွေအများကြီးရှိတယ်ပစ္စည်းဥစ္စာရှိလို့လူပျက်စီးသွားနိုင်တယ်လောကီဥစ္စာတွေကလူကိုဖျက်တယ်လို့ပြောတာနော်ဟနန္တိဘောဂဒုံမေဒါနောသပါရကဝေတိနောလူကိုဖျက်တယ်ဆိုတာဘယ်လိုပုဂ္ဂိုလ်တွေဖျက်တော့လောကီဥစ္စာကိုအသုံးမတတ်တဲ့ပုဂ္ဂိုလ်တွေဖျက်လောကီဥစ္စာရလာလို့ရှိရင်ထာဝရစည်းစိမ်ကြီးလို့ထင်ပြီးကုသိုလ်ကောင်းမှုမလုပ်ဘူးထိုလောကီဥစ္စာတွေရဲ့မခိုင်မာတဲ့သဘောမိဖြတ်လို့ပြတ်နိုင်တယ်ရေဖြတ်လို့ပြတ်နိုင်တယ်ယန္တမျိုး၅ပါးနဲ့ဆက်ဆံနေတဲ့ဆိုတဲ့သဘောတွေကိုမစဉ်းစားဘူးမစဉ်းစားတဲ့အခါကျတော့ထိုပစ္စည်းဥစ္စာတွေပုံမှာတွေ့တာပြီးတော့နေသည့်အတွက်ကြောင့်အသုံးဖြုံမတတ်သည့်အတွက်ကြောင့်အသုံးဆွဲမတတ်သည့်အတွက်ကြောင့်ထိုပစ္စည်းဥစ္စာကိုအကြောင်းပြုပြီးတော့ဒီဘဝမှာလည်းဒုက္ခရောက်တတ်တယ်တဲ့နောက်ဘဝမှာလည်းပဲဒုက္ခရောက်တတ်တယ်ပစ္စည်းကြောင့်ဒုက္ခရောက်သွားတာတွေအများကြီးရှိတယ်လို့ဆိုတယ်နော်ဘုရားမြတ်စွာလက်ထက်တော်အခါကာလတုန်းကရာဇဂိုပြည်မှာဈေးတယ်မကြီး၄ဦးရှိတဲ့အဲ့ဒီဈေးတယ်မကြီး၄ဦးကအိုးအယောင်းဝယ်လုပ်ပြီးရသမျှတွေအကုန်စုမလူရဲ့မတန်းရဲ့မစားရဲ့မသောက်ရဲ့ချိုးချံချွေတာပြီးတော့ပစ္စည်းဥစ္စာတွေစုလိုက်တာပစ္စည်းဥစ္စာတွေလည်းအတော်စုမိရောအဲ့ဒီဈေးတယ်အမျိုးသမီး၄ယောက်ကံကုန်လို့သေဆုံးသွားကြတဲ့အခါကျတော့ပစ္စည်းဥစ္စာပေါ်မှာတွေ့တာတဲ့စိတ်တွေနဲ့သေသွားလို့ဘာဖြစ်တုံဆိုလို့ရှိရင်ပြိတ္တမကြီး၄ယောက်ဖြစ်သူတို့မသုံးလိုက်ရအဲ့ဒီသူတို့ရှာသွားတဲ့ပစ္စည်းတွေကိုဘယ်သူတွေကသုံးလို့ဆိုရင်နောက်အမွေခံတဲ့ပုဂ္ဂိုလ်တွေကသုံးပြိတ္တဘုံကနေလှမ်းကြည့်လိုက်တဲ့အခါအဲ့ဒီမှာလည်းပဲစိတ်ဆင်းရဲမှုတစ်ခါထပ်ပြီးသူတို့ကြုံရပြန်အေးတို့ကတော့မစားရဲမတောက်ရဲနဲ့ဆင်းရဲခံပြီးတော့စုထားတဲ့ဒုပစ္စည်းတွေအခုသူတို့ကသုံးနေကြလေခြင်းဆိုပြီးတော့ဟောဆင်းရဲဒုက္ခရောက်ပြီးတော့နေကြတယ်ငိုကြွေးနေကြတယ်ဆိုတာပေတဝတ္ထုထဲမှာပါတယ်မှတ်တမ်းတင်ထားတာရှိတယ်တကယ်အဖြစ်ပြ true story ပေါ့နော်ရာဇဂိုပြောက true story အေးဒါကြောင့်မို့လို့မြတ်စွာဘုရားကတတိပေးထားတာဟနန္တိဘောဂဒုံမေဒါနောသပါရကဝေတိနောဘောဂစည်းစိမ်ဥစ္စာတွေဆိုတာဒုံမေဒါအသိပညာမရှိတဲ့ပုဂ္ဂိုလ်ဟနန္တိဖြစ်စည်းတတ်ကြတယ်ပါရကဝေတိနောပစ္စည်းကိုအသုံးပြုပြီးတကားလားနိဗ္ဗာန်ချမ်းသာကိုရှာတတ်တဲ့ပုဂ္ဂိုလ်တွေကိုတော့နောဟနန္တိမဖြစ်စည်းနိုင်ကြကုန်ပစ္စည်းဥစ္စာကလူတိုင်းကိုဖျက်ဆီးသလားလို့ဆိုတော့ဒုံမေဓစဉ်းစားဉာဏ်မရှိတဲ့လူတွေကိုဖျက်ဆီးတာစဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေကိုမဖျက်ဆီးဘူးစဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေကအေးတို့ရလာတဲ့စည်းစိမ်ဥစ္စာတွေသာသနာတော်ကြီးမှာမြုပ်ထံမယ်လှူမယ်တမ်းမယ်အကျိုးရှိမဲ့နေရာတွေရွေးချယ်ပြီးတော့လှူတယ်လှူပြီးတော့နိဗ္ဗာန်ကိုဆုတောင်းကြတယ်ဟောတာပစ္စည်းကရလာတဲ့အကျိုးတရားပဲနော်စဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ကြတော့ပစ္စည်းကဒုက္ခမပေးဘူးထိုပစ္စည်းကိုအကြောင်းပြုပြီးတော့နိဗ္ဗာန်ချမ်းသာကိုရအောင်ရှာတယ်ပေါ့ဒုံမေဓလို့ခေါ်တဲ့စဉ်းစားဉာဏ်မရှိတဲ့ပုဂ္ဂိုလ်တွေကြတော့ပစ္စည်းကြောင့်ဒုက္ခရောက်တတ်တယ်ဒါဟောအေးတတ္တဆိုတဲ့စွမ်းအားရှိလာပြီဆိုလို့ရှိရင်တော့လောကမှာလူတွေဟာကုသိုလ်ကောင်းမှုလုပ်ဖို့ရတယ်အာလုံးစိတ်ဝင်စားတာဒါကြောင့်မို့လို့တတ္တဆိုတဲ့ဥစ္စာနိုင်ရှင်ပြီးတော့ကြည့်မယ်ဆိုရင်စိန်ကောင်းကြောက်ကောင်းဟာဒီတဘဝပဲသုံးဆွဲလို့ရ
နောက်ဘဝထီထိုစိတ်ကောင်းကြောင့်ကောင်းရဲ့အကျိုးကျေးဇူးခံရမှာမဟုတ်တတ္ထာဆိုတဲ့ပစ္စည်းဥစ္စာကတော့ဒီဘဝတည်းမကဘူးဘဝအဆက်ဆက်လိုက်ပြီးတော့ချမ်းသာဒုက္ခရအောင်ဆောင်ရွက်ပေးနိုင်တဲ့တဘာဝတရားဒါကြောင့်မို့တတ္ထာဆိုတဲ့ပစ္စည်းဥစ္စာမျိုးမိမိတို့တဏ္ဍာမှာရောက်ရှာဖွေချရမယ်လို့မြတ်စွာဘုရားကဒီလိုဟောတာပါနော်ကဲတရားချက်ခင်သူတော်စင်ပြိဿတို့ဒီကနေ့တို့မြတ်သောဥစ္စာဆိုရှာရမှာတခုပါဘာလို့ဆိုရင်တတ္ထာတတ္ထာဆိုတာခုနကပြောတဲ့အတိုင်းကံကံဤအကျိုးယုံကြည်တာရဲ့ဖရာတရားသံဃာယနာသုံးပါးယုံကြည်တာရဲ့ကုသိုလ်ကောင်းမှုစိတ်ဝင်စားတာဒါကိုတတ္ထာလို့ခေါ်တယ်စိတ်ဝင်စားလာလို့ရှိရင်ကုသိုလ်ကောင်းမှုလုပ်တယ်ကဲနောက်တစ်ခုရှာရမယ့်ပစ္စည်းကဘာပစ္စည်းတုံးလို့ဆိုလို့ရှိရင်သီလတဲ့တတ္ထာရှိလာပြီဆိုလို့ရှိရင်တော့သီလလည်းရှိတတ်တာမို့မြတ်စွာဘုရားကဆက်သွယ်လာတဲ့ဟာတွေကိုခေါ်လိုက်ကိုချင်းတရားလည်းကောင်းမှကောင်းမှုလိုတယ်တဲ့ကိုချင်းတရားဟာလည်းဥစ္စာတဏနဲ့အလားတူတူပါတယ်အေးပစ္စည်းဥစ္စာတွေတော့ချမ်းသာတယ်ကိုချင်းတရားမကောင်းဘူးဆိုရင်ထိုပစ္စည်းဥစ္စာတွေကဒီပုဂ္ဂိုလ်ထံမှာမမြဲတတ်ဘူးဒါတော့ကိုချင်းတရားပြက်ပြားတဲ့ပုဂ္ဂိုလ်ဟာစီးပွားဥစ္စာပြက်ပြားသွားတယ်ဆိုတာလောကမှာမျက်မြင်သာရကတွေအများကြီးရှိတာပဲကိုချင်းတရားဆိုတဲ့နေရာမှာလူတွေမှာဘာအရေးကြီးဆုံးလို့ဆိုရင်၅ပါးသီလပေါ့အေးတချို့က၅ပါးသီလကို2ပါးလောက်စောင့်ရင်ပြီးတယ်1ပါးလောက်စောင့်ရင်ဒီလိုပြီးတယ်လို့ထင်တယ်မဟုတ်ဘူး5ပါးသီလကလျှော့စရာမရှိဘူးเนาะ5ပါးသီလဟာ5ပါးလုံးပြည့်စုံအောင်စောင့်နိုင်ရင်စောင့်မစောင့်နိုင်လို့1ပါးသီလ2ပါးသီလဆိုရင်ဉာဏ်ဒုက္ခပေးမှာပဲသိကြတယ်5ပါးသီလသည်ဝါရိတ္တသီလမျိုးခေါ်တယ်စာရိတ္တလို့မခေါ်ဝါရိတ္တဆိုတာတားမြစ်ထားတာမလုံးအောင်ဘာကြောင့်မလုံးရတာတော့လို့ဆိုရင်စဉ်းစားကြည့်ပေါ့ဗျာမိကိုကင်မပူဘူးလားအေးဘယ်သူကင်ပူတာပဲထို့တူပဲ5ပါးသီလလွန်ကျူးရင်ဘယ်5ပါးသီလပဲဖြစ်ဖြစ်လွန်ကျူးလို့ရှိရင်တော့ခဏမီးလောင်ခံရတယ်လို့သူ့ရဲ့တုံ့ပြန်မှုခံရမှာပဲအလုံးသိတဲ့အတိုင်းဟောဒီ5ပါးသီလဒါကြောင့်မို့လို့ခါဖို့ပစိုးခဲ့သူမြဲအောင်ထိန်းရမယ်လို့ဆိုအဲ့တော့5ပါးသီလနဲ့ပတ်သက်လာလို့လူတိုင်းသိခုနကလည်း5ပါးသီလစောင့်တည်လိုက်ကြပါဏာတိပါဒဝေရမဏိသိက္ခာပရံသမာဓိယသူရတဲ့တတ်ချင်းမှရှောင်ပါလေဆိုတာဒီလောက်လေးနဲ့ပြီးလာဆိုမပြီးသေးဘူးနော်၅ပါးသီလပြည့်စုံအောင်စောင့်တည်နေကိုမှတ်ထားလို့ရှောင်ယုံရှောင်နေတာနဲ့မပြီးသေးဘူးရှောင်ယုံရှောင်နေဆိုတာဟုတ်လားအစင်မသိသေးရင်ဖြစ်နေသေးလို့ရှောင်တာမဖြစ်ရင်မရှောင်ဘူးဆိုတာဖြစ်လာအောင်ပဲတော့ကြာလာအဲ့တော့ပါဏာတိပါဒရှောင်ခြင်းတယ်ဆိုတဲ့ဟာရဲ့နောက်ကရှောင်တယ်ဆိုတာလှုပ်တာကိုပြောတာမဟုတ်ဘူးမလှုပ်နဲ့လို့ပြောတာပဲရှိသေးတယ်လှုပ်တဲ့နာပါသေးတယ်ဟုတ်ကဲ့လားမြတ်စွာဘုရားရဲ့တရားတော်တွေထဲမှာမလှုပ်ရဘူးဆိုတာရဲ့လှုပ်ရမယ်ဆိုတာရဲ့နှစ်ခုတွဲလာကဲသူ့အသက်တတ်ချင်းမှရှောင်တယ်ဆိုရှောင်ယုံရှောင်ရင်ပြီးရောလားဆိုမဟုတ်ဘူးလှုပ်ရအောင်မှကြံသေးတယ်ဒါကြောင့်မို့မြတ်စွာဘုရားက၅ပါးသီလနဲ့ပတ်သက်ပြီးပါဏာတိပါဒပတိဝိရတောဟောတိပါဏာတိပါဒကရှောင်တယ်လောက်အမှာဘာတွေတော့ဆိုရင်နိဟိတတံတော်နိဟိတတတ္ထောတတ္တဝါတွေကိုတတ်ဖို့ဆိုတဲ့ဒုတ်တွေဓာတ်တွေလက်နဲ့တွေကိုယ်စီမှာမထားရဘူးတဲ့ဟောတာလည်းပါသေးတယ်နော်ပါဏာတိပါဒကရှောင်တယ်ဆိုမဲ့တချို့ကတော့အိမ်မှာဓာတ်လေးတော့ထားလိုက်သေးတာလက်နဲ့ကလေးတော့တစ်ခုတော့ထားသေးတယ်ဘုန်းကြီးတို့အမေရိကသွားတော့အမေရိကန်ကပမာဏကတယောက်ဆွမ်းစားလာပင်ကားရကဖွင့်ပြီးတော့ဘုန်းကြီးတို့ကားပေါ်နဲ့တက်ကားပေါ်မှာအထိုင်သူကလည်းကားပေါ်တက်ကားမောင်းကနီးမှာရှေ့ကအံပုံးလေးဖွဲလိုက်တဲ့အခါကျတော့အံပုံးတွေက6ဆိုဘုန်းကြီးခြေတော်နားမှာ6လုံးပြူကြီးကကြာအဲ့လို6လုံးပြူကြီးကြာလာသူကအာနာသွားတော့ဘယ်လိုကြောက်လို့ရှင်ဗျာဒီနိုင်ငံမှာတော့ဒါလေးကဆောင်းထားသေးဒါမရှိလို့မဖြစ်ဘူးသဘောကတော့အေးကိုယ်လာမလို့ရင်တော့ပါဏာတိပါဒကရှောင်ပါပဲလုံးမယ်ဆိုရင်ကျူးလွန်အောင်မယ်ဆိုအထိတ်မျိုးပြမနေဘူးလားအေးမြတ်စွာဘုရားကတော့အဲ့လိုမဟုတ်ဘူးနိဟိတတံတော်နိဟိတတတ္ထောသူတစ်ပါးတတ်ဖို့လက်နဲ့ဆိုထားကိုမထားနဲ့ဆိုပါတော့အချိန်ကြရင်တော့ဟုတ်လား
ချင်းသေးလေးနဲ့ပန်းပြီးတော့ဖြန်းမိုးရတယ်ထားရင်ဒါပါဏာတိပါဒကရှောင်းတယ်ဆိုပေမဲ့လို့ရှူးရှူးလှုပ်လိုက်ရင်တော့အဲ့ဒါချင်းကိုတတ်တဲ့လက်နဲ့ကိုတော့ထားနေသေးတယ်ကိုယ်တိုင်မတတ်တော့ဟုတ်ကဲ့အဲ့တော့ပါဏာတိပါဒကရှောင်းတယ်ဆိုပေမဲ့လို့မပြည့်စုံဘူးလို့ပြောရဒါတွေမကဘူးမြတ်စွာဘုရားကလှုပ်ရမှာတွေဘာတွေပြောလို့လစ်စီတဲ့ရှက်ရမယ်တတ္တဝါတွေအသက်ကိုတတ်ရမှာကိုရှက်ကိုရှက်ရမယ်စိတ်ကိုပဲရှက်တာဘာကောင်းမှမတတ်ဘူးကိုယ်လာတတ်လဲသူများကိုတော့ပြန်မတတ်ဘူးဆိုတဲ့ဒီတတ္တဝါတွေရဲ့အသက်ကိုတတ်ဖြတ်ခြင်းဆိုတဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ရှက်เสียလို့မြင်ရမယ်တဲ့ဒါတခုအခါပေးအချိန်ကြီးပေးလာလို့ရှိရင်မတတ်တာရင်ခုခံတဲ့အနေနဲ့ဆိုတာမျိုးလာအောင်အကြောင်းကမျိုးမျိုးပြပါလေကိုယ်လာမထိနဲ့ထိရင်တော့လေဟုတ်လားသိခံခြင်းဆိုတာလို့ကြားနေပြီနော်အေးသီလလုံးနေဆိုတာအဲ့ဒါတွေအကုန်လုံးလုံအောင်ပြောတာငါးပါးသိတယ်ကဲနောက်တစ်ခုအဋိဏဒါနဆိုရင်သူများပစ္စည်းတော့မခိုးဘူးဆိုရုံလေးနဲ့ရှောင်ရုံလေးနဲ့ပြီးလာလို့ဆိုမပြီးဘူးလောက်ရမှာပါတော့ဒိဏဒါယီသူများပေးတာကိုသာကြိုက်တယ်ပေးတဲ့ဟာကိုသာယူတယ်ဒိဏပฏิခင်ခိပေးတာကိုသာကြိုက်တယ်အထေနေနသူစိဗုဒေနအတ္တဘယ်လိုနည်းနဲ့မှသူများပစ္စည်းကိုသိ၍ဖြစ်စေမသိ၍ဖြစ်စေသူများပစ္စည်းကိုလိမ်လီကောက်ကျစ်ပြီးတော့ယူရမျိုးလုံးဝမလုပ်ဘူးတဲ့ကိုယ့်ရဲ့သိက္ခာကိုထိန်းတယ်လို့ဆိုလို့လေနော်အဲ့ဒါမှအဋိဏဒါနလုံတာအနုဆိုလို့ရှိရင်မလုံဘူးတဲ့ဟောဒီသိက္ခာဟုတ်ကဒီကြမှာပြည့်စုံအထေနေနသူစိဗုဒေနအတ္တနာလုံးဝကိုတန်ရှင်းတယ်သူများပစ္စည်းဆိုရင်တရားတစ်ချက်မှမပါစေရဘူးသူများပစ္စည်းကိုယ်ထဲမှာဟောအဲ့ဒါလို့စင်ကြယ်မှအဋိဏဒါနဝေရမဏိသိက္ခာပုဒ်ဆိုတာစင်ကြယ်တယ်ကာမေတုမိစ္ဆာစာရနဲ့ပတ်သက်လာလို့ရှိရင်ဒါထင်ထင်ရှားရှားအမျိုးသားတွေလည်းဆိုရင်ဟာလားအမျိုးသမီး20ပြစ်မှားကျူးလွန်တာမျိုးမရှိရဘူးအမျိုးသမီးတွေကဆိုလို့ရှိရင်မိမိရဲ့အိမ်တော်ရဲ့သားကလွယ်ရင်မကျူးလွန်ရဘူးဆိုတာမျိုးစီကံချက်တတ်မှတ်ထားတဲ့အတိုင်းကျန်တာဆိုလို့ရှိရင်စိတ်ကူးတဲ့တောင်မထဲ့တာမျိုးအဲ့ဒါမှလုံခြုံတယ်လို့ဒီလိုပြောတာเนาะစိတ်နဲ့တောင်မပြစ်မှားတာမျိုးထိအောင်လုံခြုံအောင်ထားတယ်နောက်မုဒ္ဒဝါဒလိန်တော့မလိန်ဘူးဒါပေမဲ့မှန်မှန်ကန်ကန်တော့မပြောဘူးဆိုရင်ဒီသိက္ခာကိုမလုံသေးဘူးကျွတ်လိန်တော့မလိန်ဘူးလေဒါပေမဲ့မမှန်တာတော့ပြောတယ်အေးမုဒ္ဒဝါဒမှာဘာဖြစ်တယ်ဆိုရင်မုဒ္ဒဝါဒပฏิဝိရတောလိန်လီလီစားပြောကြခြင်းမှရှောင်တယ်တဲ့ရှောင်ရုံနဲ့မပြီးသေးဘူးသစ္စာဝါဒီမှန်တာကိုသာပြောရမယ်သစ္စာတန်တော်ရှိစကားလည်းမှန်တယ်နောက်စကားလည်းမှန်တယ်အေးဒီနေ့တော့မှန်တာပြောလိုက်တယ်လက်ပြန်ကြတော့လိန်နေဆိုမဟုတ်သေးဘူးဘယ်တော့မှမလဲဘူးအမြဲတမ်းအမှန်ကြီးပဲပြောတယ်သစ္စာဝါဒီသစ္စာတန်တော်ထေတော်ဒီပုဂ္ဂိုလ်ကသိစိတ်ချရတယ်ပတ်ဝန်းကျင်ကဒီလူကမဟုတ်တာဘယ်တော့မှမလုပ်ဘူးမဟုတ်တာမပြောစိတ်ချယုံကြည်ရတယ်လို့အများရဲ့ confidence ရတဲ့ပုဂ္ဂိုလ်မျိုးဖြစ်ရတယ်အဝိတံဝါဒကောလောကကြီးကိုဘယ်တော့မှလွဲချောင်အောင်မလုပ်ဘူးလို့ဆိုတော့ဟုတ်လားအတုကိုအစစ်ဖြစ်အောင်ဘယ်တော့မှလုပ်ပြီးမပြောဘူးအတုကအတုအစစ်ဟာအစစ်ဘယ်တော့မှမှားရင်သူတစ်ပါးမှားရင်တော့မလုပ်ဘူးတဲ့အဲ့ဒီကြရမှာမုဒ္ဒဝါဒဝေရမဏိဆိုသိက္ခာပုဒ်ကပြည့်စုံတယ်လို့တယ်မှန်တာပြောဖို့လိုသေးတယ်လိန်လီစားမပြောခြင်းနေမှန်တာလည်းပြောရမယ်လို့ဆိုလို့တယ်ဒါမှမုဒ္ဒဝါဒဝေရမဏိသူရမေရိယမစ္ဆပမာရဌာနတချို့ကလည်းဆေးဖြစ်ဝါဖြစ်ကလေးဆိုတာလာသေးတယ်ဘလောက်ပဲတောက်မူရစေဝါဆိုတာခန္ဓာကိုယ်မှာလူရဲ့ခန္ဓာကိုယ်ရဲ့ဒီအုံနောက်ထိခိုက်တာတော့မှန်ဆရာဝန်တယောက်ကပြောဦးတယ်နည်းနည်းတောက်လည်းပဲလူရဲ့ဒီသွေးသားတဲ့ရောက်သွားတာနဲ့တပြိုင်နက်သူက changes ဖြစ်သွားတယ်အဲ့တော့တချို့ကပြောတယ်အရဲ့ကြိုက်လို့တော့မဆူမပူကိုယ့်ကိုအိမ်ဘာဖြစ်ဘူးလို့ဒီလိုထင်ကောင်းတယ်အကုသိုလ်မလုပ်လို့အကုသိုလ်မဖြစ်ဘူးလို့ထင်မဟုတ်ဘူးအဲ့ဒီအရေးဟာမဝင်သင့်တဲ့အရေးဖြစ်လို့သွေးသားတဲ့ရောက်သွားတာနဲ့တပြိုင်နက်ဒီလူဟာထိခိုက်သွားမကောင်းမှုဆိုဒီမှာသူကစံ၃ခုနဲ့တွေ့ရဘာစံ၃ခုလို့ဆိုရင်
ကိုယ့်ကိုထိခိုက်ရင်မကောင်းဘူးသူများကိုထိခိုက်ရင်မကောင်းဘူးကိုရောသူရောနှစ်ဦးလုံးကိုထိခိုက်ရင်မကောင်းဘူးဒီလိုသတ်မှတ်တယ်ကဲအရက်တောက်တဲ့ပုဂ္ဂိုလ်ကသူများကိုမထိခိုက်ပါဘူးတဲ့သူကသူကြိုက်လို့တောက်တယ်ဘယ်သူထိခိုက်လို့သူထိခိုက်တယ်အဲ့ဒီအရက်ကလေးဝင်နေတဲ့အချိန်လေးမှာသူစိတ်ကမှန်ကန်တဲ့စိတ်မရှိတော့မှန်ကန်တဲ့စိတ်မရှိဘူးသူကသူဘယ်သူမှဘာမှမလုပ်ပေမဲ့လို့မူးနေသည့်အချိန်လေးပိုင်းလေးမှာသူ့မှာပညာရဖို့စီးပွားရဖို့ဆိုတဲ့အလုပ်တွေထိခိုက်သွားတယ်နောက်ဆုံးမှာတစ်ဖြည်းဖြည်း hallucination လို့ခေါ်တယ်အရက်ကလွန်လာတဲ့အခါကျဖြည်းဖြည်းလူကအမြင်တွေအထင်တွေကပြောင်းလာမှန်မှန်ကန်ကန်ပုံမှန်မြင်တာမျိုးမဖြစ်ဘူးအဲ့တော့ဘယ်သူထိခိုက်တုံးဆိုရင်အရက်ဟာတောက်တဲ့လူထိခိုက်တောက်တဲ့လူထိခိုက်တာလည်းမကောင်းဘူးလို့ပြောရသူကိုယ်တိုင်ထိခိုက်သူကိုယ်တိုင်ထိခိုက်ရင်သူနဲ့ဆက်ဆက်နေတဲ့မိသားစုလည်းထိခိုက်တာပေါ့ဗျာသူ့ကိုမိပြီးတော့နေရမယ့်ပုံကိုယ်တွေသို့မဟုတ်သူနဲ့အကြောင်းပြုပြီးတော့နေရတဲ့ပုံကိုယ်တွေဟောထိခိုက်တာလားမထိခိုက်ဘူးဆိုတာတော့မဟုတ်ထိခိုက်တယ်ကိုကျိုးအတွက်လည်းထိခိုက်တယ်သူများအကျိုးအတွက်လည်းထိခိုက်တယ်ဒါကြောင့်မို့လို့သူရမေရယဆိုတဲ့ဒီမူရင်းနဲ့ပတ်သက်လာလို့ရှိရင်လည်းပဲလုံးဝရှောင်ကျင်တာဟာအကောင်းဆုံးပဲသောတာပန်ပုဂ္ဂိုလ်တွေကြတော့ဆိုတာအရက်နဲ့နှုတ်အရက်နဲ့ရေနဲ့ရောတိုင်လည်းပဲရေပဲဝင်မယ်အရက်မဝင်ဘူးဆိုတာလုံးဝရှောင်ကျင်တဲ့သဘောကိုပြောတာနော်လုံးဝဒါမျိုးကိုသူတို့ခန္ဓာကိုယ်ထဲမှာအဝင်မခံဘူးတဲ့မူရထားနဲ့ပတ်သက်လာအေးဒီလိုသီလတွေနဲ့ပြည့်စုံလို့ရှိရင်ဒါဥစ္စာတစ်ခုကိုမှပြည့်စုံတယ်လို့ပြောကိုချင်းတရားဆိုတဲ့ဥစ္စာဘလောက်တန်ဖိုးရှိတယ်လို့ဆိုလို့ရှိရင်သီလဆိုတဲ့ကိုချင်းတရားဥစ္စာဘလောက်တန်ဖိုးရှိတယ်လဲဆိုရင်လူလောကသီလကိုဘာနဲ့ဥပမာပေးလို့ဆိုရင်သိင်္ဂီရွှေခွက်နဲ့ဥပမာပေးတန်ဖိုးရှိတဲ့ရှင်သေးစီလီသိင်္ဂီရွှေခွက်ထဲမှာသာတည်နိုင်တယ်လို့လူတွေရဲ့တဏ္ဍာမှာရှိတဲ့ကုသိုလ်တရားတွေဖြစ်နိုင်တဲ့ကုသိုလ်တရားတွေဟာသီလဆိုတဲ့ရွှေခွက်နဲ့ခံထားမှတည်နိုင်တယ်သီလပြတ်ထားတဲ့တိုင်နဲ့ချမ်းသာတွေအကုန်လုံးပြတ်သွားနိုင်တယ်ဒါကြောင့်မို့လို့သီလဆိုတာဟာရွှေခွက်လိုပဲကုသိုလ်တရားတွေရဲ့တရားမိယာလို့ဒီလိုစာပေကျမ်းမှာဖွင့်ဆိုထားတာနော်။ဟာအင်္ဂလိပ်လိုတော့သူက morality လို့ခေါ်တာပေါ့။ဒီ morality ဆိုတာသိအရေးကြီးတာပဲ။လူရဲ့ dignity လူရဲ့ဂုဏ်အရေးဟာဒီပေါ်မှာရှိတယ်။ကိုချင်းတရားပြတ်သွားတာနဲ့တပြိုင်နက်ကျန်တဲ့အရေးသွေးတွေအကုန်ကျတယ်။ဒါကြောင့်မို့လို့လူလောကလူရဲ့အရေးသွေးတွေအားလုံးဒီကိုချင်းတရားပေါ်မှာရှိတယ်လို့ဒါကြောင့်မို့သီလဆိုတဲ့ဥစ္စာအမှန်တမ်းမှအရေးကြီးပါတယ်လို့ပြောနောက်အရေးကြီးတဲ့ဥစ္စာတစ်ခုကဘာလို့ဆိုဟိရိနဲ့ဩတ္တပဟိရိဆိုတာရှက်တာဩတ္တပဆိုတာကြောက်တာလောကမှာအရှက်အကြောက်ဆိုတာလည်းအမျိုးမျိုးရှိသေးတယ်တချို့ကလူကြားတယ်မထွက်ရဲတာမပြောရဲတာကိုရှက်တယ်လို့ခေါ်တယ်အဲ့ဒါမျိုးမဆိုလို့ဘူးရှက်တယ်ဆိုတာမဟုတ်တာလောကမှာရှက်တာကြောက်တယ်ဆိုတာမဟုတ်တာလုံးလို့သူများတွေပြစ်တင်ခံမှာကြောက်တာအဲ့တော့ရှက်တဲ့သဘောကကိုယ့်ကိုယ် respect ကိုသိက္ခာကိုလေးစားတာရှက်တယ်ဩတ္တပဆိုတာကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုလေးစားဒါကြောင့်ဟိရိနဲ့ဩတ္တပကအရှက်နဲ့အကြောက်ဒီနှစ်ခုသည်အကုသိုလ်ကိုရှောင်ဖို့ရအတွက်အမတန်မှအကောင်းဆုံးလက်နဲ့အကောင်းဆုံးသဘာဝတရားနှစ်ခုဖြစ်တယ်လောကမှာအရှက်အကြောက်ဆိုတဲ့ဟိရိဩတ္တပမရှိတော့ဘူးဆိုလို့ရှိရင်ဘာတွေဖြစ်လူတွေကနော် I don't care ဘူးမှကိစ္စဆိုင်ဘူးပါဆိုဖြစ်လာဟုတ်တယ် I don't care မလုပ်ရဘူးကိုယ်ပတ်ဝန်းကျင်မှာကိုယ် care လုပ်ကိုယ်မိသားစုထဲမှာဆိုလို့ရှိရင်လည်းဟုတ်လားအမျိုးသားကလည်းအမျိုးသမီး care လုပ်ရမှာပဲအမျိုးသမီးကလည်းအမျိုးသား care လုပ်ရမှာပဲ I don't care ဆိုလို့မရဘူးเนาะအဲ့တော့ဟိရိဩတ္တပဆိုရှိရကိုလေးစားတာကဟိရိကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုလေးစားတာကဩတ္တပအဲ့ဒီဟိရိဩတ္တပနှစ်မျိုးလုံးထိန်းချုပ်ထားနိုင်မှလူရဲ့ morality ဆိုတာတည်ရှိနိုင်တယ်ခုနကကိုချင်းတရားတွေဟိရိဩတ္တပမရှိတော့ဘူးဆိုရင်လုံးဝလွင့်သွားမယ်ကိုချင်းတရားတွေဟာလုံးဝပြတ်သွားမယ်အဲ့ဒီဟိရိဩတ္တပကိုမြတ်စွာဘုရားကဘယ်လောက်ထိအောင်ဟောလို့ဆိုရင်လောကပါဠ
လူလောကကြီးကိုထိန်းချုပ်ထားတာဟောဒီဟိရိဩတ္တပနှစ်ခုကထိန်းချုပ်ထားတာတဲ့အကယ်၍ဟိရိဩတ္တပလူလောကမှာပျောက်ကွယ်သွားလို့ရှိရင်လူတွေဟာတိရစ္ဆာန်တွေနဲ့အလားတူသွားမယ်တဲ့ဘာမှမထူတော့လူလောကနဲ့တိရစ္ဆာန်လောကခြားနာချက်သည်ဟိရိဩတ္တပပေါ်မှာမူတည်တယ်လို့ပြောတယ်အဲ့တော့ဒီဥစ္စာနှစ်ခုကလည်းအမတ္တမအရေးကြီးတဲ့အရာနှစ်ခုအဲ့တော့ဘာပဲဖြစ်ဖြစ်မကောင်းတာမလုပ်ဖို့အတွက်ကို respect ပေးပြီးတော့စဉ်းစားတာကဟိရိစဉ်းစားရမယ်ဟာငါလူကမောက်တာလုပ်လို့ဖြစ်ပါမကောင်းဘူးကိုယ်တိတ်ခါကိုထင်ငါပညာတတ်ပဲငါအနေနဲ့မလုပ်ထိုက်ဘူးတရားကိုစဉ်းစားသူများကိုမစဉ်းစားဘူးဟိရိအဲ့ဒါဩတ္တပကြတော့အဲ့လိုမဟုတ်ငါလုပ်လိုက်ရင်ငါမိသားစုငါဆရာသမားတွေငါရဲ့ပတ်ဝန်းကျင်မိတ်ဆွေတွေဘယ်လိုနေမလဲပတ်ဝန်းကျင်ပေါ်မှာလေးစားပြီးတော့မလုပ်တာအဲ့ဒါကိုဟိရိပတ္တပခေါ်တယ်နော်အဲ့ဒီနှစ်ခုဟာလေလူတော်လူကောင်းဖြစ်ဖို့ရအတွက်မရှိမဖြစ်တဲ့ဥစ္စာတစ်မျိုးပါတဲ့ခုခေတ်မှာဟုတ်လားတိုက်တူကားတို့မရှိမဖြစ်တယ်လို့ပဲဟိရိဝတ္တပကလည်းမရှိမဖြစ်ဘူးတဲ့နော်မရှိမဖြစ်တဲ့ပစ္စည်းဥစ္စာမြတ်သောဥစ္စာကဲဟိရိဝတ္တပဆိုတဲ့ဥစ္စာပြည့်စုံပြီးတဲ့နောက်ဘာလို့သေးတုံလို့ဆိုသုတ္တဆိုတဲ့ဥစ္စာလုံးဒီသုတ္တဆိုတဲ့ဥစ္စာကလည်းသိပြီးတော့အရေးကြီးတယ်ဒါကြောင့်မို့လို့လူတွေဟာပညာစည်းမှုကအဲ့ဒါမလောက်ရှိပညာစည်းမှုကအသိဉာဏ်မရှိရင်ဒီဥစ္စာမတည်နိုင်ဘူးဒါကြောင့်မို့လို့ပညာရက်တွေအများအားစည်းမှုပြီးတော့နေကြဆင်းတောင်ကြီးကလေးဘွားကကြောင်းထားကြရတယ်ကြောင်းနေကြရတယ်ပြီးတော့လည်းစာပေတွေဖတ်ကြရတယ်ဟိုတရားဓမ္မနဲ့ပတ်သက်ပြီးတော့လည်းတရားနာကြဟောတာသုတ္တဥစ္စာအတွက်တရားပွဲကြီးတွေလုပ်ပြီးတရားနာတာဒါသုတ္တဥစ္စာရဖို့အတွက်လုပ်နေတာတနည်းအားဖြင့်ပြောမယ်ဆိုရင်ဒီကနေ့တရားလာတာဟာသုတ္တဥစ္စာလားရှာတယ်လို့ဒီလိုပြောအောင်နော်နေ့စဉ်နဲ့အမျှဈေးလေးမှာရှာတာကတော့ရွှေတို့ငွေတို့ပေါ့ဗျာအခုတရားပွဲလားရှာတာကတော့သုတ္တဥစ္စာပေါ့ဟုတ်ကဲ့လားမြတ်စွာဘုရားဟောတဲ့တရားတော်တွေသူကြားဖို့နာဖို့ဆိုကြားနာဘူးထားလို့ရှိဘာဖြစ်လဲဆိုရင်ကြားနာထားတာအခြေခံပြီးတော့စဉ်းစားတယ်လေကိစ္စတစ်ခုကျုံးလိုက်ရင်အေးဘယ်တော့မှဘယ်ဘုန်းကြီးဘယ်ဆရာတော်ဘယ်လိုဟောသွားတယ်တို့ဟောအကြောင်းရင်းနဲ့စဉ်းစားမြတ်စွာဘုရားဟောထားတဲ့ဘယ်သုတ်တန်ထဲမှာဘယ်လိုပါတယ်ဘယ်တရားထဲမှာဘယ်လိုပါတယ်ဟောစဉ်းစားလောကရေးရာနဲ့ပတ်သက်လာလို့ရှိရင်စဉ်းစားပြီးတော့လိုက်နာကျင့်သုံးဖို့အတွက်လမ်းညွှန်ချက်တွေခိုင်လိုင်းနေအနေနဲ့ရလာတာပေါ့အဲ့ဒါကြောင့်မို့လို့သုတ္တဆိုတဲ့ဥစ္စာပဲမတ္တမအရေးကြီးတယ်တဲ့ဒီဥစ္စာလည်းရှိရမယ်လို့ပြောလို့ဆိုတယ်နောက်တစ်ခုကစာခလောကမှာလူတွေကပစ္စည်းဥစ္စာကိုရလာလို့ရှိရင်ကိုတယောက်တည်းမှာသုံးနဲ့ဆွဲတယ်ဆိုလို့ရှိရင်မကောင်းဘူးဆုံးလို့မှုဆိုတာရှိရဆုံးလို့မှုဆိုတာကိုပတ်ဝန်းကျင်ကိုကပေးတယ်ကမ်းတယ်ရှယ်ယာလုပ်တယ်အလုပ်တစ်ခုလုပ်ထားတယ်ဆိုရင်ကိုယ့်ရဲ့ပတ်ဝန်းကျင်ဆိုတာရှိတယ်နောက်ဆုံးမှပြောမယ်ဆိုရင်ကုမ္ပဏီကြီးတစ်ခုထောင်ထားတယ်ဆိုရင်အဲ့ဒီကုမ္ပဏီဝန်ထမ်းတွေရှိတယ်ကုမ္ပဏီဝန်ထမ်းတွေရဲ့ပတ်ဝန်းကျင်တွေရှိတယ်အဲ့ဒါတွေနဲ့ပတ်သက်လာလို့ရှိရင်ကိုယ့်အနေနဲ့ရှယ်ယာလုပ်ရတယ်အရာရာမှာရှယ်ယာလုပ်ရလိုအပ်တဲ့ပုဂ္ဂိုလ်တွေကိုကူညီတယ်စောင့်ရှောက်တယ်လူသားအချင်းချင်း society ထဲမှာလိုအပ်နေတဲ့ပုဂ္ဂိုလ်တွေထောက်ပံ့နေကူညီတယ်ဒါကိုစာကလို့ခေါ်တာအဲ့ဒါလေလောကကိုအကျိုးပြုတာဖြစ်တော့အင်မတန်မှရှိတဲ့ရှိလိုက်တဲ့အရာတစ်ခုဖြစ်ပါတယ်တဲ့စာကဆိုတဲ့ဥစ္စာရှိရမယ်ထိုစာကဆိုတဲ့အရေးချင်းပေါ့ဒီပုဂ္ဂိုလ်ကစာကရှိတဲ့ပုဂ္ဂိုလ်ဆိုရင်ပတ်ဝန်းကျင်ကလည်းချစ်ကြတယ်ခင်ကြတယ်အားကိုးကြတယ်အရေးကြုံလို့ရှိရင်သူ့ကိုအားကိုးအားထားပြုကြတယ်အရာထဲမှာဆိုအားကိုးရတယ်ဘာလို့လဲဆိုရင်သူကလှုပ်ပေးတယ်ဘယ်သူကဘာလို့လဲဆိုရင်လှုပ်ပေးတယ်အရာထဲမှာစာကားရှိတဲ့ပုဂ္ဂိုလ်တွေကအားကိုးရတဲ့ပုဂ္ဂိုလ်ပဲနော်ကိစ္စဝိဇ္ဇာရှိလို့ရှိရင်ဒီလိုပုဂ္ဂိုလ်မျိုးပြေးပြီးတတိယကြတယ်အေးစာကားမရှိတဲ့ပုဂ္ဂိုလ်ကြတော့ဒီလူကတော့ကတ်စီးနဲ့မရဘူးဆိုပြီးသူ့တော့ဖက်လည်းမလုပ်ဘူးဟုတ်ကဲ့လားအေးလူလောကမှာကမတူဘူးစာကားရှိရင် dignity ကတစ်မျိုးတက်လာတယ်ဒါကြောင့်မို့ဒီဥစ္စာရဲ့အည်သွေးဟာလည်းမတန်မမြင့်နောက်ဆုံးအရေးကြီးဆုံးပစ္စည်းဥစ္စာကတော့ဘာလို့ဆိုပညာဆိုတာကတော့အလုံးသိကြတဲ့အတိုင်းဒီဗုဒ္ဓမြတ်စွာသာသနာတော်မှာမြတ်စွာဘုရားကအဆင့်အမြင့်ဆုံးပညာကိုဟောတယ်
ပညာဆိုသည်မှာအကောင်းနဲ့အဆိုးအကြောင်းနဲ့အကျိုးခွဲခြားသိတယ်လှုပ်တဲ့မလှုပ်တဲ့ကိုခွဲခြားသိတာဒါကိုပညာလို့ခေါ်တယ်သင်ထားတာခုခေတ်ကပြောကြတယ်ပညာသင်တယ်ပညာသင်တယ်နဲ့ပြောတာအဲ့ဒါပညာမဟုတ်သေးဘူးပညာဆိုတာကအကောင်းအဆိုးအကြောင်းအကျိုးခွဲခြားပြီးတော့စဉ်းစားပြီးသိတတ်တဲ့ဟာမှပညာပဲခုနသင်ထားတာသင်ညာပဲရှိသေးတယ်နော်အဲ့ဒါပေါ်မှာအခြေခံပြီးတော့စဉ်းစားပြီးအဖြေထုတ်တဲ့ဟာကြတော့မှပညာလို့တူတူပဲဥပမာဆိုတော့ပရိလုံကမှာပရိသင်ထားတယ်သင်ထားတယ်ဆိုတော့ဆရာသင်တဲ့အတိုင်းမှတ်ထားတာဘာနဲ့ဘာလုပ်ရင်ဘယ်ချိန်မှာဘာလုပ်ရင်ဘာဖြစ်တယ်ဟုတ်လားရွှေနဲ့ဘာနဲ့ပေါင်းရမယ်နောက်ရွှေကိုဒီနန်းဆွဲလို့ရအောင်ဘယ်လောက်ထိအောင်ပူပေးရမယ်တို့ဘာတို့ဒါမျိုးတွေအငြိအကျေးတွေကင်းအောင်ဘာနဲ့လုပ်ရတယ်ဆိုတာဒါသင်ထားတာသင်ထားတဲ့အတိုင်းကိုလက်တွေ့လုပ်ပြီးတော့စဉ်းစားတတ်တာကြတော့ပညာဖြစ်သွားပြီအေးထို့တူပဲဘုရားမြတ်စွာသာသနာတော်နဲ့ပတ်သက်ပြီးတော့ပညာကဘလို့ပညာမျိုးလိုအပ်တုံးဆိုဥဒိယထာဂမိနိယအရိယယနေဝေဒီကာယသမ္မာဒုက္ခခယဂမိနိယပညာယသမန္နာကတောလူလောကလူရဲ့လို့ဖြစ်လာတဲ့အခါမှာဗုဒ္ဓမြတ်စွာသာသနာတော်မြတ်ကြီးနဲ့ကြုံတွေ့လာတဲ့အချိန်မှာတကယ်ကိုရရှိရမယ့်ပညာကတော့ဥရိယထဂမိနိယဖြစ်ချင်းပြည့်ချင်းဆိုတဲ့သဘာဝတရားကိုသိစွမ်းနိုင်တဲ့ပညာယဝိပဿနာပညာမျိုးနဲ့သမန္နာကတော်ပြည့်စုံရမယ်လောကမှာလူရလို့ဖြစ်လာပြီးဗုဒ္ဓမြတ်စွာသာသနာတော်ကြီးနဲ့ကြုံတွေ့တဲ့အခါမှာဒုက္ခနာကိုမှာယုတ်တရားနံတရားနှမျိုးနဲ့ဖွဲ့စည်းထားတယ်ဒီသဘာဝတရားနှမျိုးသည်အကြောင်းကိုမှီပြီးတော့ဖြစ်ပြနေတယ်ထာဝရရွေရှားနေတယ်ထိုရွေရှားနေတဲ့သဘာဝတရားကြီးတွေဟာမြဲတဲ့အရာမဟုတ်ဘူးဆိုတာတွေကိုသိလာတယ်အဲ့ဒီသိတဲ့ဝိပဿနာပညာမျိုးလေးရှိတဲ့နေကဲဒါဖြင့်မရှိရင်တော့ဘာဖြစ်တော့လို့ဆိုမရှိရင်အတွေ့အတာကိုမဖြုတ်နိုင်ဘူးအတွေ့အတာမဖြုတ်နိုင်ရင်ဘာဖြစ်လဲဆိုရင်တွေ့တယ်ဆိုတာတဏှာပဲသိတဲ့အခါမှာအတွေ့အတာမဖြုတ်ရင်တစေတည်းဖြစ်တာပေါ့ဗျာအိမ်ကနေမဆင်းတော့ဘူးအဲ့ဒါနော်ဘဝကိုတွေ့တာလို့ရှိရင်ပြိတ္တာဖြစ်တာပေါ့အ ਨੇ ဆုံးတော့ဒါကတီးတဲ့ပြင်းထန်လာလို့အတွေ့အတာကိုအကြောင်းပြုပြီးတော့မကြေမနတ်တွေနဲ့ဒေါသတွေနဲ့ဆိုနေရကြတာပေါ့အတွေ့အတာနဲ့ဆိုရင်ပြိတ္တာဖြစ်တယ်ခုခေတ်ဥဒ္ဒဆောင်ကိုဘာလို့ပြောနေကြတာဒီတွေ့တာတွေကြောင့်ဖြစ်သွားတာလေဘုန်းကြီးတို့မလေးရှားသွားတော့မှ62ခုနှစ်တောင်မလေးရှားသွားကွာလာလမ်ပူကအဲ့ဒီဗုဒ္ဓဘာသာမလေးရှားကတရုတ်လူမျိုးတွေသူတို့ကပင့်လာတယ်အဲ့ဒီသွားတော့ညကြတော့ဘယ်ပို့လို့ဆိုတော့ဒီရန်ကုန်ကဝင်းသားမီယာလို့ပေါ့တထေးတွေနေတဲ့ရက်ွက်ကအိမ်ကြီးတအိမ်ကိုပို့တယ်ဘုန်းကြီးတို့ညချိန်ဖို့ဆိုနီပေါ်ဘုန်းကြီးတစ်ပါးနဲ့ဘုန်းကြီးနဲ့တော့အိမ်ကြီးကလည်းကောင်းလိုက်တာဘေးကအိမ်တွေကတော့လူတွေရှိတယ်အဲ့ဒီအိမ်မှာလူတယောက်မှမရှိဘုန်းကြီးတို့ဝင်သွားတယ်ဟာအိမ်ကြီးကလည်းကောင်းကြီးတယ်ဘယ်သူမှလည်းနေဖို့မရဘူးတယ်လီဖုန်းလည်းရှိတယ်တယ်လီဗီရှင်းတွေလည်းရှိတယ်အကုန်လုံးအစင်နဲ့ကြည့်လိုက်တော့ဘယ်သူမှမနေနိုင်ဒီအဲ့ဒီကွာလာလမ်ပူမြို့နာလေးကရက်ွက်တစ်ခုမှာပေါ့အဲ့ဒီအိမ်ကြီးရောက်တော့ဘုန်းကြီးတို့ဝင်လိုက်ကြတယ်ဒီအိမ်ကြီးက ghost house ညာဖြစ်နေမှာတစေ၆တဲ့အိမ်ကြီးများဖြစ်နေမလားလို့စိတ်ထဲမှာတန်တရားဖြစ်ဘုန်းကြီးတွေပဲကြွလာရင်သူတို့ကလည်းအဲ့ဒီအိမ်သွားထားတယ်ဘုန်းကြီးတို့လည်းအဲ့ဒီရောက်တော့အိမ်ပရိတ်လေးပါလေရွတ်ပြီးတော့ဝင်သွားအခန်းတကားတွေဖွင့်တဲ့အခါကျတော့ဘေးပတ်ဝန်းကျင်ကအိမ်ကလူတွေချောင်းကြည့်ကြချောင်းကြည့်တော့ပိုးမတင်ငါဖြစ်သွားဩဒီအိမ်ကတော့တစ်ခုနေမှာပဲဘုန်းကြီးတို့လည်းနှစ်ပါးပေါ့လေအခန်းတစ်ခန်းထဲမှာစုပြီးအိတ်ကြညကြတော့ဂျပန်လူမျိုးတစ်ယောက်နဲ့တရုတ်လူမျိုးတစ်ယောက်ည10 နာရီလောက်ကျရောက်လာကြတယ်
ဘုန်းကြီးတို့နဲ့တရားဆွေးနွေးသူတို့ကတရားတွေကလည်းမေးတော့ပြောဟောပြီး17 နာရီလောက်ကြတော့အိယာဝင်ညာတညလုံးဘာမှတော့မဖြစ်ပါဘူးဘုန်းကြီးတို့မနေ့ကျတော့ထူးဆန်းတာလေးတစ်ခုဖြစ်ဘုန်းကြီးတို့မနေ့4 နာရီ 5 နာရီဆိုအိယာကထားပြီးတော့အဲ့ဒီအခန်းနဲ့ဆက်နေတဲ့ toilet ထဲဝင်ပြီးတော့မျက်နှာပါတစ်ပေါ့လေတစ်ပြီးတော့အဲ့ဒီ toilet အခန်းကနေထွက်လာလိုက်တဲ့အခါအဲ့ဒီ toilet တကားကလေမတိုက်ပါမတိုက်နဲ့ကြီးဆိုပြီးချောင်းဆိုပိတ်သွားတကားကြီးပိတ်သွားရုံနဲ့မကဘူးအတွင်းထဲကဘူးသီးကိုနှိပ်ထားလိုက်တာဆိုတော့ခတ်ပြီးသားဖြစ်တာအဲ့တော့ဘုန်းကြီးကတော့ကိုမပိတ်ခဲ့တာတေချာအထက်ထဲကနေပြီးတော့ချက်ချထားလိုက်အဲ့ဒါနဲ့ညကရှာတွေ့ထားတဲ့တော့ကလေးနဲ့ပြန်ပြီးတော့ဖွင့်လိုက်ပါအဲ့ထဲကိုဖွင့်လို့ပြန်ပြီးတော့ရှာပြီးတော့ဖွင့်ရတယ်ထူးထူးဆန်းဆန်းတော့အဲ့ဒါတစ်ခုဖြစ်တယ်အထက်ထဲကချက်ချတော့အဲ့လိုနဲ့အာယုံဆုံးကတ်တဲ့အခါကျတော့ခုနကတကားအိမ်ကိုကြွတော့ဘုန်းကြီးမေးအိမ်ကြီးကဂိုးဆောက်ကြည့်လာလို့ဆိုဟုတ်တယ်ဗျာဂိုးဆောက်အဲ့ဒီအိမ်ရှင်ယောက်ျားကဆုံးသွားပြီအဲ့ဒီမှာရှိနေတော့ကျန်တဲ့မိသားစုတွေကမနေရတော့တခြားပြောင်းသွားကြဘုန်းကြီးရဟန်းတွေလာတဲ့ခါကျအဲ့ဒီမှာထားတယ်ဂိုးဆောက်ဘုန်းကြီးဓာတ်ပုံရိုက်ယူလာခဲ့တယ်အိမ်နံပါတ်က85ဓမ္မဆာလာအိမ်နံပါတ်85 Ghost House ရေးထားတယ်အဲ့ဒါလို့ဂျုံတွေးရတာမျိုးရှိတယ်နော်အဲ့ဒါဘာဖြစ်လို့ဖြစ်တာလဲဆိုတော့ဒါအတွေ့အတာရှိလို့ရှိရင်ဒီလိုဖြစ်ဒါမျိုးကတော်တော်ထူးထူးဆန်းဆန်းမနှစ်တုန်းကဘုန်းကြီးတို့အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်နဲ့မလှမ်းမကမ်းမှာရှိတဲ့ဂျန်ချင်းအိတ်ဆိုတာရှိတယ်ဂျန်ချင်းအိတ်ကအလွာနံပါတ်အထက်နံပါတ်6မှာနေတဲ့လူတွေက9 ထပ်ကညသကောင်ကြော်လို့ရှိရင်တဲ့ဝုန်းတိုင်းတိုင်းနဲ့စပွဲတွေရွှေပစ္စည်းတွေရွှေကလထိုင်တွေရွှေနဲ့သူတို့အိတ်လို့မရဘူးတဲ့ရဲကိုလှမ်းပြီးတော့ဖုံးဆက်တိုင်တော့လေအဲ့တက်ကြီးတော့လည်းဘာမှမရှိဘူး9 လွာမှာကကုမ္ပဏီတူကနေ့အခါမှာကွန်ပျူတာတို့ဘာတို့ရောင်းဖို့ဖွင့်ထားတာညဘူးမှမနေဘူးတကားပိတ်ထားတာညသကောင်ကြော်ပြီဆိုလို့ရှိရင်ဝုန်းတိုင်းတိုင်းနဲ့6 လွာလူတွေအိတ်လို့မရဘူးအဲ့ဒါနဲ့ဘုန်းကြီးတို့စီလာပြီးတော့ပင့်တော့အဲ့ဒါညနေမှာမင်းတို့ဝန်တန်းတွေဘာတွေတဲကများတည်သွားတာတွေဘာတွေရှိလားလို့ဆိုတော့လွန်ခဲ့တဲ့နှစ်လောက်ကတော့ကားသမားတစ်ယောက်ဆုံးသွားတာရှိတယ်ပေါ့အဲ့တော့သူကများလုံနေသလားမသိဘူးလို့မင်းတို့အဲ့တော့လုံရမှာကတော့ဘုန်းကြီးကတခုခုလှူပြီးတဲ့အခါသူတို့ကိုမျှဝေမယ်ဖိတ်ပြီးတော့မျှဝေမယ်ပြီးပြီဆိုတော့မှပရိတ်ရွတ်မယ်လို့ပရိတ်အရင်ရွတ်လိုက်လို့မဖြစ်ဘူးလို့သူတို့ကိုမျှဝေဦးမှဖြစ်မှာလို့ဆိုဘုန်းကြီးတို့5 ပါးကြွသွားပြီးတော့အဲ့ဒီချမ်းရှင်းအိတ်ကဲညတဲ့ညတော့ချောင်းချောင်းကြက်ကြက်လှုပ်တဲ့လူတွေအကုန်လာပါလို့ဒီကိုတရားလာနာလှဲ့ပါအမြတ်လာယူပါလို့ဆိုပြီးတော့လူတွေနဲ့တူတူဖိတ်ပြီးတဲ့5 ပါးသီလတွေပေးတရားပါဟောပြီးတဲ့အခါသူတို့မျှဝေအမြဝေးပြီးတော့ဘုန်းကြီးပြောတယ်တို့အခုပရိတ်ရွတ်တော့မယ်ပရိတ်ရွတ်ပြီးရင်ပရိတ်ရည်ပရိတ်တဲ့အကုန်လုံးဖြန်းမယ်မင်းတို့ဒီမှာအမြယူပြီးလို့ဝမ်းမြောက်ဝမ်းသာဖြစ်ရင်တင့်တော်တဲ့နေရာမှာနေကြနောက်ထပ်ဒီမှာဆူဆူပူပူမလုံးကြနဲ့တော့မမြင်ရပဲပြောရတာပေါ့လေပြောပြီးတော့အဲ့ဒါလို့အမြတန်းဝေပြီးတော့ပရိတ်ရွတ်လိုက်တာစံတဲ့အိတ်နဲ့သင်္ကန်းတစ်စုံလှူတာပေါ့အဲ့တော့အဲ့တော့ပရိတ်ရွတ်လိုက်တာနောက်ရက်ကလေးကစပြီးဘာသာမှမကြားတော့ဘူးတဲ့ငြိမ်းသွားတော်သေးတယ်ဟာအဲ့တော့ဘုန်းကြီးတို့အဲ့ဒီဆံကိုတက္ကသိုလ်မှာဘုန်းကြီးတို့ဆုံးဝိုင်းမှာ5 ပါးလောက်ပဲရှိတာ1 လလောက်စားရတယ်အဲ့ဒီဆံဒါကိုတရေဆံလို့နာမည်ခေါ်တရေကကျွေးတဲ့ဆံဆိုပြီးတော့အဲ့ဒါလို့မနစ်ကအဲ့ဒါဂျန်ရှင်းအိမ်မှာအဲ့ဒါလို့ဖြစ်တယ်အဲ့တော့ဒါတွေကဘာလို့ဖြစ်တာတုံးလို့ဆိုခုနကမှအတွေ့အတာတွေကြောင့်ဖြစ်တတ်တယ်ပေါ့နော်ပစ္စည်းတွေ့တာတို့နေရာတွေ့တာတို့အဲ့ဒါမျိုးတွေဖြစ်တတ်တယ်အဲ့ဒါမဖြစ်ဖို့အတွက်ပညာဆိုတဲ့ဥစ္စာအမတန်မှအရေးကြီးပါတယ်အ
အရာရာမှာစဉ်းစားတတ်ဖို့အတွေ့အတာဖြုတ်ဖို့အတွက်ပညာအရေးကြီးတယ်ဥရိယထာဂမိနိယဖြစ်ခြင်းပြည့်ခြင်းကိုတည်တတ်တယ်အရိယာယအလွန်မွန်မြတ်တဲ့နေဗိဒိကာယလောဘဒေါသဆိုတဲ့ကိလေသာကိုဖောက်ခွဲဖြစ်စည်းနိုင်တဲ့သမ္မာဒုက္ခခယဂာမိနိယဒုက္ခအလုံးကိုကုန်ဆုံးစေတတ်တဲ့ပညာမျိုးဖြင့်သမဏဂတောပြည့်စုံသည်ဟောတိစင်စစ်မသွေဖြစ်ရပါပေသည်ဟု၍ဘဂဝါရှိခိုးတော်သခင်ရှင်တော်မြတ်ဖရာသည်အဝေါစကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေတည်းအကောင်းဆုံးအကြောင်းကျိုးကိုသိတဲ့ပညာမျိုးကစအခုလိုသဘာဝတရားတွေကိုဆင်ញင်နိုင်တဲ့ပညာကိလေသာတွေကိုလျှော့ချနိုင်တဲ့ပညာကိုယ့်ရဲ့လောဘကို control လုပ်နိုင်တဲ့ပညာဒေါသကို control လုပ်နိုင်တဲ့ပညာမျိုးနောက်ဆုံးဖယ်ရှားပြစ်နိုင်တဲ့အစွမ်းတက်တဲ့ပညာမျိုးထိအောင်ဘုန်းကြီးတို့တွေပညာရှိဖို့လိုအပ်တယ်တဲ့တစ်ဆင့်ပြီးတစ်ဆင့်အဲ့ဒါလိုအသိပညာရှိသွားပြီဆိုလို့ရှိရင်အတွေ့အတာတွေလျှော့နိုင်တယ်အတွေ့အတာလျော့သွားရင်ဘာဖြစ်တော့ဆိုရင် worry လို့ခေါ်တဲ့သောကလည်းလျော့သွားအတွေ့အတာရှိနေတဲ့သောကဆိုတာလာမှာပဲအတွေ့အတာကိုမလျှော့ဘဲနဲ့သောကကင်းဝေးနေထိုင်ရေးကြိုးစားလို့မရဘူးလောကမှာလူတွေကတို့လုပ်ငန်းတွေအဆင်ပြေနေဘာသောကမှမရှိဘူးပိုက်ဆံတွေချမ်းသာရင်တို့ဘာသောကမှမရှိဘူးအိမ်နဲ့တိုက်နေနေရင်ဘာသောကမှမရှိဘူးလို့ထင်တာမဟုတ်ဘူးချမ်းသာနေသောကများနေပဲနော်ဒါကတော့အားလုံးသိကြပါလိမ့်မယ်အဲ့တော့သောကကိုဘယ်သူကထုတ်လုပ်နေတာတုံးဆိုတာဟောဒီ attachment ဆိုတဲ့တဏှာကထုတ်လုပ်နေတာအဲ့ဒီတွေ့တာမှုကိုမဖယ်ရှားဘဲနဲ့သောကကိုဖယ်ရှားဖို့ကြိုးစားတာဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူးတဲ့စဉ်းစားကြည့်လေကိုမပိုင်တဲ့ပစ္စည်းဥစ္စာအပေါ်မှာသောကဖြစ်လားမဖြစ်ဘူးလားစဉ်းစားကြည့်ပေါ့ကိုမပိုင်တဲ့ပစ္စည်းဥစ္စာဆိုရင်သောကလုံးဝမဖြစ်ဘူးကိုဟာလို့သတ်မှတ်လိုက်တဲ့အချိန်ကစပြီးသောကဖြစ်သွားပြီကိုဟာမဟုတ်ဘူးဆိုလို့ရှိရင်ဘာဖြစ်ဘူးလေမိလောင်လောင်ရေမျောမျောဘာဖြစ်ဘူးကိုဟာဆိုရင်ဖြစ်လာပြီဘာဖြစ်လို့တွေ့တာလို့ပဲအဲ့တော့တွေ့တာမှုသည်သောကဖိတ်ခေါ်သောကဖြစ်စေတဲ့သဘောတရားပစ္စည်းဥစ္စာရှိရင်သောကကင်းလိမ့်မယ်လို့ထင်တယ်ပစ္စည်းဥစ္စာရှိလို့ပစ္စည်းဥစ္စာပေါ်တွေ့ရင်သောကပိုကြီးတယ်ဒါကြောင့်မို့လို့ဒီလိုအသိဉာဏ်မျိုးရအောင်တရားဓမ္မကိုနာယူရတယ်စာအုပ်ဓမ္မစာအုပ်တွေကိုဖတ်ရတယ်ဓမ္မစာအုပ်တွေကိုဖတ်ရှိခြင်းတရားဓမ္မကိုနာယူခြင်းဖြင့်သောကကိုလျှော့ချတဲ့နည်းပညာမျိုးတွေနဲ့ရအောင်ကြိုးစားထို့သောရအောင်ကြိုးစားခြင်းပညာဥစ္စာဆိုတဲ့အကောင်းဆုံးဥစ္စာတစ်ခုရတယ်လောကမှာလူရလို့ဖြစ်လာလို့ရှိရင်ပဂတိရွှေငွေယရနာတွေဥစ္စာတွေတဲ့ပို့ပြီးတော့အရေးကြီးတဲ့ဟောဒီဥစ္စာ9မျိုးတဲ့တတ္ထာဆိုတဲ့ယုံကြည်ခြင်းသီလဆိုတဲ့ကိုချင်းတရားဟိရိဥတ္တပဆိုတဲ့အရှက်နဲ့အကြောင်းသုတ္တဆိုတဲ့အကြာအမြင်စာကဆိုတဲ့ဆုံးမမှုပညာဆိုတဲ့အကောင်းဆိုအကြောင်းကျိုးခွဲခြားသိနိုင်မှုဆိုတဲ့ဟောဒီပညာတွေနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဟာမြတ်စွာဘုရားကပိုက်ဆံတစ်ပြားမှမရှိခြင်းနေပါစေမမွဲပါဘူးတဲ့ဟုတ်ကဲ့လားမြတ်စွာဘုရားကယတအိဋ္ဌိယဝအကျင့်မျိုးသမီးမိမှာဖြစ်စေယတပုရိသတဝအကျင့်မျိုးကောင်းသားမှာဖြစ်စေဣတိတနာယခုပြောခဲ့တဲ့လောကမှာအလွန်လိုအပ်တဲ့သူတော်ကောင်းဥစ္စာယရနာတို့သည်တန်တိထင်ရှားမသွေရှိကြပါပေကုန်၏သောထိုမျိုးကောင်းသားမျိုးကောင်းသမီးကိုအဒလေတော်တိဆင်းရဲသူမဟုတ်မွဲတေသူမဟုတ်ရေဟောစတိခေါ်ဆိုပညာသမုတ်အပ်ပါပေတော့၏တန်သာထိုသူတော်ဥစ္စာ9ပြားနှင့်ပြည့်စုံတဲ့မျိုးကောင်းသားမျိုးကောင်းသမီးဇီဝိတံလူဝါရ၍အသက်ရှင်ရခြင်းသည်အာမောကံအချီးနီအကျိုးမဲ့အလကားမဟုတ်သည်ဟောတိစင်စစ်မသွေဖြစ်ပါပေသည်ဟု၍ဘဂဝါရှိခိုးတော်သခင်ရှင်တော်မြတ်ဖရာသည်အဝေါစကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေတည်းတရားချက်ခင်သူတော်စင်ပြိဿတ်တို့သည်နေ့စဉ်နဲ့ညမိမိတို့သုံးစွဲနေကြတဲ့ပစ္စည်းဥစ္စာတွေကိုရှာဖွေစုဆောင်းနေကြသလို
အခုပြောခဲ့တဲ့တတ္တသီလဟိရိဩတ္တပသုဒ္ဓစာကပညာဆိုတဲ့ဒီစိဘဥစ္စာတွေကိုလည်းတို့တွေရှာဖွေစုဆောင်းဖို့လိုအပ်တယ်တို့တဏ္ဍာမှာမရှိမဖြစ်တဲ့ပစ္စည်းဥစ္စာတွေဖြစ်တယ်လို့ကိုယ်စီကိုယ်ကသဘောကျပြီးထိုဥစ္စာတွေရရှိဖို့ရာအတွက်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့လိုက်တတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာလိုရာဆန္ဒပြည့်ပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာလိုရာဆန္ဒပြည့်ပါစေ